အာကပိဇက်ဆိုတာဘုန်းကြီးတို့ငယ်ငယ်တုန်းကအတန်းကျောင်းနေခဲ့စဉ်အချိန်ခါတုန်းက2 တန်းလား3 တန်းလားမသိသင်ရတဲ့အကြောင်းအရာလေးတစ်ခုဘုန်းကြီးတို့မျက်စိထဲမှာမြင်နေတာကဖျားလောင်းမြောင်မင်းကတရက်ပင်ကြီးဂိုင်းကြီးကိုဆွဲပြီးတော့နောက်ကຫນွေကြိုးတန်းလန်းကြီးနဲ့အဲ့ဒီຫນွေကြိုးပေါ်ကနေမြောက်ပေါင်း8000လောက်ဖြတ်ပြီးတော့အသက်ဘေးကနေလွတ်အောင်ပြေးရတဲ့ဇလန်းပေါ့ဒါကိုဘုန်းကြီးတို့ဖျားရှင်ဟောခဲ့တဲ့တရားတော်တွေကခုတ်တကနိကေထဲမှာပါဝင်တဲ့ဇတ်တော်ထဲမှာမဟာကပိဇတ်တော်ဆိုတာတန်ခါရင်နာတင်ထားတာရှိတယ်ဒါလေးကိုဘုန်းကြီးကပြောပြပေးမယ်ဒါဆိုလို့ရှိရင်ဖျားလောင်းလှုပ်သွားတာဒီဖျားရှင်ရဲ့အလောင်းတော်ဖြစ်တဲ့မြောင်မင်းလှုပ်သွားတဲ့လှုပ်ရက်ဟာမြင်မြတ်သူတို့ဤလှုပ်ရက်တဏှာဖြင့်နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုစေနိုင်တဲ့ပါရမီမြောက်တဲ့ကုသိုလ်ဆိုတာဒါဒီလိုရှိတယ်ဆိုတာပြောပြီးသားဖြစ်သွားမယ်တခါတရံဘုန်းကြီးတို့ဆင်ဆိုတာဘာလဲလို့မေးရင်ဆင်ဆိုတာအမိရကျိုးနဲ့တူတယ်နေရွက်ကရက်တောင်းကြီးနဲ့တူတယ်ဒါမျိုးတွေပြောနေမယ်ဆိုဆင်ရုပ်ကိုရေးပြလိုက်ရင်ဒါဆင်ဆိုတာဒါပါလားဆိုတာအလုံးသဘောပေါက်မြန်သွားတယ်ပေါ့ခုလည်းပဲဘုန်းကြီးတို့မြင့်မြတ်သူတို့ဤလှုပ်ရဲဆိုတာရည်ရွယ်ချက်2မျိုးတည်းတစ်မျိုးမျိုးနဲ့ကိုက်ညီရတယ်ဘလို့လဲအများကောင်းစားရေးအတွက်ဒါရည်ရွယ်ချက်1မျိုးနံပါတ်2ကတန္တရာမှလွတ်မြောက်ရေးအတွက်ဒါရည်ရွယ်ချက်1မျိုးအဲ့ဒီ2မျိုးတည်း1မျိုးက1မျိုးမျိုးနဲ့ကိုက်ညီပါတယ်ဆိုရင်မိမိတို့ပြောဆိုနေသမျှပြုလုပ်နေသမျှကြံစည်နေသမျှအလုတ်တိုင်းဟာပါရမီမြောက်တဲ့ကုသိုလ်တနည်းအားဖြင့်မြင့်မြတ်သူတို့ဤလှုပ်ရဲဒီလိုဖြစ်သွားတယ်ဒီလိုမှမဟုတ်ဘဲနဲ့မိမိတို့အနေနဲ့ဘယ်လိုလဲဆိုတော့လှုပ်သမျှကိုချမ်းသာဖို့ကိုဆင်ပြေဖို့ကိုနာမည်ရဖို့ကိုဂုဏ်သိက္ခာရှိဖို့ကိုလှုပ်သမျှတန်တရာတဲ့ကျင်လေလူဖြစ်လည်းပဲလူချမ်းသာဖြစ်ဖို့နတ်ဖြစ်ရင်လည်းထိတ်တန်းကဖြစ်ဖို့ဒီလိုရည်ရွယ်ချက်တွေနဲ့လုပ်နေဒါတွေဟာပါရမီမြောက်တဲ့ကုသိုလ်မဖြစ်ဘူးရိုးကုသိုလ်ပဲဖြစ်တယ်မြင့်မြတ်သူတို့ရဲ့လှုပ်ရဲမဟုတ်ဘူးတာမန်ပုဂ္ဂိုလ်တို့ရဲ့လှုပ်ရဲလို့ဒီလိုဖြစ်တယ်ဆိုတာဒါလေးကိုဒီမာကပိဇတ်တော်ကိုနာလိုက်ရင်သဘောပေါက်သွားနိုင်တယ်ဆင်ဆိုတာဘာလဲဆိုတာပါဇက်ကပြောမနေပဲနဲ့ဆင်ရုပ်ကလေးရေးပြတယ်လို့ဘုန်းကြီးကဒီဇလန်းလေးကိုကောက်ချက်သဘောလေးတွေနဲ့ပြောသွားခဲ့တယ်ဒါလေးကိုနာယူပြီးတော့မြင့်မြတ်သူတို့ဤလှုပ်ရဲဆိုတာဘယ်လိုလဲတနည်းအားဖြင့်ပါရမီမြောက်တဲ့ကုသိုလ်ဆိုတာဘာကိုပြောတာလဲရှင်းရှင်းလင်းလင်းသဘောပေါက်သွားပါလိမ့်ဘုရားရှင်အလောင်းတော်ဘဝကဖြစ်ခြင်းခဲ့တဲ့ကျင့်စဉ်ဒါကိုမြတ်စွာဘုရားကဘုရားဖြစ်တဲ့အခါမှာပြန်လဲပြီးတော့ဟောကြားထားတော့မြတ်စွာဘုရားအတည်ပြုဟောကြားခဲ့တဲ့ကျင့်စဉ်ဆိုတော့ဘုရားဟောတဲ့တရားလို့ဒီလိုပဲပြောရမှာပဲအဲ့တော့ဒီဇတ်တော်လေးကိုပြန်ပြီးတော့ပြောပြရရင်ဘုန်းကြီးတို့အတိတ်တုန်းကပါရဏသီမြို့မှာဗျံပတမင်းကြီးထီနန်းအုပ်ချုပ်မင်းလုပ်တဲ့အချိန်ဘုန်းကြီးတို့ဖရာလောင်းကဘာဖြစ်တယ်ဆိုတော့မြောင်မျိုးမှာသွားပြီးတော့မြောင်မင်းဖြစ်နေရတယ်နေတဲ့နေရာကဟိမွန်တာတောင်တဲ့ပါရဏသီနဲ့ဆိုရင်တော်တော်ကြီးဝေးတဲ့နေရာပေါ့အဲ့တော့ဖရာလောင်းကဟိမွန်တာတောင်မှာနေပြီးတော့မြောင်မင်းဖြစ်တယ်မြောက်ပေါင်းဘလောက်အုပ်ချုပ်လဲဆိုတော့စားထဲမှာတော့8000လောက်ရှိတယ်ဒီလိုဆိုတယ်ပေါ့အဲ့တော့မြောက်တောင်ပေါင်းများစွာကိုအုပ်ချုပ်နေတဲ့ဖရာအလောင်းတော်ဖရာလောင်းတော်ရဲ့ခန္ဓာကိုယ်ကဘလို့နေတယ်လဲဆိုတော့အယံအမောင်းနဲ့ပြည့်စုံနေတဲ့ကြုံလီလေးမဟုတ်ဘူးတဲ့အယံအမောင်းပြည့်စုံတယ်အလုံးအရက်ကောင်းတယ်ပေါ့ဒါဖရာလောင်းနေရဲ့သဘာဝဖရာလောင်းကကြီးငှက်ဖြစ်ရင်လည်းပဲအခြားငှက်တည်တဲ့ခန္ဓာကိုယ်ကြီးမားတောင်တင်းဖြစ်တဲ့သဘာဝရှိတယ်ဘယ်တိရစ္ဆာန်ပဲဖြစ်ဖြစ်ပါရမီတွေပြည့်ခဲ့တာဆိုတော့ထောင်မောင်းခန့်ညာအသွင်ရှိတယ်တဲ့ဒါဖရာလောင်းရဲ့ဖြစ်လေဖြစ်တာရှိတဲ့သဘောခုလည်းပဲမြောင်မင်းဖြစ်တဲ့နေရာမှာအခြားသောမြောက်တည်တဲ့ခန္ဓာကိုယ်တိဆောက်ပုံကထွားကြိုင်းနဲ့တန်မာတယ်ခန့်ညာရှိတယ်ပေါ့ဒီလိုပြောရမှာနောက်တစ်ခါသူ့ရဲ့ခွန်အားဗလာကဘလို့နေလဲဆိုတော့ဆင်5စီးအားကိုဆောင်းတယ်တဲ့ဆင်ပြောင်5စီးအားလောက်ကိုပဲအစွမ်းကြီးမားတယ်တဲ့
အဲ့တော့ခန္ဓာကိုယ်ကြီးမားယုံနေမကဘူးခန့်ထည်ယုံနေမကဘူးခွန်အားဗလားလေကြီးမားလိုက်တာဆင်ပြောင်၅စီးအားကိုဆောင်းနေအချမ်းရံကလည်းပဲမြောက်ပေါင်းက8000လောက်ရှိတယ်ဆိုအင်မတန်မှများပြားတယ်အဲ့ဒီမှာဖရာလောင်းကခေါင်းဆောင်လုပ်တာနေတာကဟီမွန်တာတောင်းမှနေတယ်အစာရေးတောက်ရေးကြတော့ဘလို့ဖြည့်ရှင်းလဲဆိုတော့ဟီမွန်တာတောင်အနီးမှာဂင်္ဂါမြေကြီးရဖြတ်ဆင်းနေတာစီးနေတာအဲ့ဒီဂင်္ဂါမြေဘေးမှာထူးခြားတဲ့တရက်ပင်ကြီးတစ်ပင်ရှိတယ်အခြားသောပင်တွေလည်းစားစရာတောက်စရာတွေရှိမှာပေါ့အများအပြားဒီတရက်သီးလာပြီးတော့ဘုရားလောင်းကအချမ်းရံပရိသတ်တွေနဲ့စားလိရှိတယ်အဲ့ဒီတရက်ပင်ကဟီမွန်တာတောင်အနီးဂင်္ဂါမြစ်ကိုဂင်္ဂါမြစ်ဘေးမှာကပ်ပြီးတော့ပေါက်နေတော့မနီးမဝေးလေးဖြစ်မှာပေါ့အဲ့တော့ဂင်္ဂါမြေဘေးမှာပေါက်နေတဲ့တရက်ပင်ကြီးရဲ့ပုံသဏ္ဍာန်ကဘယ်လိုရှိလဲဆိုတော့အခက်လက်တွေတစ်ခတ်တွေအားလည်းပဲပိတ်သေးလို့အရိပ်ကလည်းကောင်းလိုက်တာအသီးရဲ့အရသာအနံ့လည်းပဲနက်ပြည်မှာရှိနေတဲ့စားဖွယ်တောက်ဖွယ်လိုပဲအစင်ရသာနက်ပြည်မှာရှိတဲ့အစားတောက်ရဲ့အရသာမျိုးအဲ့ဒီရဲ့အနံ့မျိုးနဲ့ပြည့်စုံတဲ့အသီးကလည်းအင်မတန်မှကြီးတဲ့တရက်သီးတွေတဲ့အဲ့တော့တရက်သီးရဲ့ကြီးလေကြီးတယ်အနံ့ရသာလည်းပဲနက်ပြည်မှာရှိနေတဲ့စားဖွယ်တောက်ဖွယ်ရဲ့အနံ့ရသာမျိုးဖြစ်နေတော့အင်မတန်မှကောင်းတယ်ဘယ်သီးနဲ့မှမတူအောင်ကောင်းတယ်ဒီလိုပြောရမှာပေါ့အဲ့တော့ဖရာလောင်းနဲ့လက်အောင်ငယ်သားမြောက်တောင်းချီရှိတဲ့မြောက်တွေဟာအဲ့ဒီတရက်ပင်မှာလာပြီးတော့အများအပြားစားတော့ကြပြီးရင်ဟိမဝန္တာတောင်ဘက်ပြန်ကူးပြီးတော့နေထိုင်ကြခုဘုန်းကြီးတို့ဖိုးဝင်းတောင်တို့ပုပ်ပါတို့ဒီလိုမြောက်တွေလိုနေမှာပေါ့အဲ့တော့ဖရာလောင်းရောက်မင်းဟာဒီလိုနေတယ်အဲ့တော့တရက်ပင်ရဲ့ပုံစံကဘလို့ရှိလေဆိုတော့ခမကြီး၄ဖြာရှိတယ်တဲ့ဘုန်းကြီးတို့အကိုင်တကိုင်ကဘယ်ဘက်မှာရိုင်းနေတယ်လဲဆိုတော့ဂင်္ဂါမြေဘက်ကိုကိုင်ကြနေတယ်အဲ့ဒီကိုင်ကတီးတဲ့အသီးတွေဟာကြွေကြလို့ရှိရင်ဂင်္ဂါမြေထဲကိုကြွေကြလေရှိတယ်ကိုင်တကိုင်ကတော့ဘုံဘက်မှာကိုင်နေတယ်ခုနကကိုင်နဲ့ဆန့်ကျင်ဘက်အဲ့ဒီကိုင်းကကြွေကြတဲ့တရက်သီးတွေကမြေပြင်ပေါ်မှာကျလိရှိတယ်။နောက်အကိုင်းနှစ်ကိုင်းကတော့အပေါ်မှာထောင်းပြီးတော့တက်သွားတယ်။အဲ့ဒီအပေါ်ထောင်တက်သွားတဲ့တရက်ကိုင်းနှစ်ကိုင်းကကြွေကြတဲ့တရက်သီးတွေကတော့ပင်စီခြေရင်းမှာကျလိရှိတယ်။မျက်စိနဲ့မြင်ကြည့်လိုက်တရက်ပင်ကြီးကကြီးလေကြီးမားတယ်။အသီးတွေကလည်းပဲဘယ်အသီးနဲ့မှမတူအောင်အင်မတန်ကြီးပြီးတော့အရသာလည်းပဲနတ်ပြည်မှာရှိနေတဲ့စားဝယ်တောက်ဖွယ်ရဲ့အနံမျိုးအရာသာမျိုးလူပြည်မှာရှိတဲ့အရာသာတွေနဲ့နှိုင်းယှဉ်စရာမရှိအောင်အင်မတန်ကောင်းတဲ့အရာသာဒါတွေကိုမြောက်တည်းစားသုံးပြီးတော့သမွေးပြီးတော့ပြီးတင်းနေထိုင်ကြရတယ်ပေါ့အဲ့တော့ဒီလိုအခြေအနေရှိနေတဲ့အချိန်မှာဖရာလောင်းရဲ့သဘောကခေါင်းဆောင်ကောင်းပြီးသားတယ်ခေါင်းဆောင်ကောင်းဆိုတာဘယ်လိုလဲဆိုတော့ပြဿနာတရက်ကိုမဖြစ်သေးခင်ကြိုတင်ကာကွယ်တတ်တယ်ဒါခေါင်းဆောင်ကောင်းရဲ့လက္ခဏာတစ်ချက်ဒါလေးကိုသတိထားပါခေါင်းဆောင်ကောင်းဆိုတာပြဿနာမဖြစ်ပါစေနဲ့ဖေဟာဆူတောင်းနေုံနဲ့မပြီးဘူးဆူတောင်းလေရမှာမဟုတ်ပြဿနာတစ်ခုဖြစ်ပေါ်လာမယ်ဆိုရင်ကြိုတင်ပြီးတော့တွေးပြီးတော့ဒီပြဿနာမဖြစ်အောင်ငါဘယ်လိုကြိုတင်ကာကွယ်မလဲဒီလိုစီမံမှုလုပ်နိုင်တာဟာခေါင်းဆောင်ကောင်းတွေရဲ့လက္ခဏာခုလည်းပဲဖေဟာလောင်းမြောက်မင်းကဟောဒီဂင်္ဂါမြေဘက်ကိုင်းကြနေတဲ့တရက်ကိုင်းဒီတရက်ကိုင်းကတီးတဲ့အသီးဟာဂင်္ဂါမြေထဲကျွေကြပြီဆိုရင်ငါတို့မြောက်အပေါင်းအတွက်အင်မတန်မှဘေးအန္တရာယ်ကြီးမားတယ်ဒီလိုတွေးပြီးတော့တရက်သီးကအရာသာအနံ့အင်မတန်ကောင်းတဲ့တရက်သီးပုံစံကလည်းပဲကြီးကြီးမားမားဖွင့်ဖွင့်ပြိုးပြိုးတရက်သီးဒီတရက်သီးကိုစားမိရင်လူတွေကရတာပေါ်မှာမမောပြီးတော့ဒီတရက်ပင်ရှိရလိုက်ငါတို့ငါတည်းရဲ့လက်အောင်ငယ်သားမြောက်တွေအတွက်တော်တော်ဆင်းရဲဒုက္ခရောက်သွားနိုင်တယ်ဘေးအန္တရာယ်ဖြစ်နိုင်တယ်လို့ကြိုတင်တွေးပြီးတော့ဘာလုပ်လဲဆိုတော့ဂင်္ဂါမြေဘက်ကိုင်းကြနေတဲ့တရက်သီးတွေကိုတီးပြီးပွင့်ပြီးဆိုတာနဲ့တပြိုင်နက်အကုန်လုံးချွေချခိုင်းတယ်စားပစ်ခိုင်းတယ်နောက်ဆုံးကလပဲစေးလောက်ရှိတဲ့တရက်သီးရဲ့စပြီးတော့မချမ်းဘူးအလုံးကိုချွေချပစ်ခိုင်းတယ်စားတော့ပစ်ခိုင်းလိုက်တယ်ဘာဖြစ်လို့လဲဆိုတော့ဒီတရက်ကိုင်းကကြွေကြတဲ့တရက်သီးမဲ့ဟာဂင်္ဂါမြေထဲကျပြီးတော့လူပြည်လူရွာရောက်သွားလို့ရှိရင်အင်မတန်မှဘေးအန္တရာယ်ကြီးမားလို့
ပြဿနာတစ်ခုကိုမဖြစ်ခင်ကြိုတင်စီမံနေတဲ့ဒါခေါင်းဆောင်ကောင်းရဲ့လက္ခဏာတစ်ရက်ကိုသွားတွေ့ရတယ်ဘုရားလောင်းဟာတိရစ္ဆာန်ဖြစ်ပေမဲ့ဉာဏ်မျှော်မြင်နဲ့တွေးပြီးတော့ကလဘဲစေးလောက်ကစပြီးတော့တရသီးလေးတွေကိုချွေးချစားပြည့်ဒီလိုလုပ်တယ်ဒါပေမဲ့လို့ကံကြမ္မာငင်လာတော့ဘာဖြစ်လဲဆိုတော့ခါကျင်ထုတ်တစ်ထုပ်ကနေပြီးတော့ခါကျင်တုပ်ကြီးတစ်ထုပ်တစ်ထုပ်ကနေပြီးတော့ဖုံးထားတဲ့တရသီးကိုမြောက်တယ်မမြင်ရဘူးခါကျင်ကြောက်တာလည်းပါမှာပေါ့ဒီတော့အဲ့ဒီခါကျင်အုံကြီးခါကျင်တုပ်ကြီးကနေပြီးတော့ဖုံးထားတဲ့တရသီးကမှဲ့ပြီးတော့တရက်တော့ဂင်္ဂါမြစ်ထဲကိုကျွေကျသွားတယ်အဲ့တော့ဂင်္ဂါမြစ်ထဲကျွေကျတော့ဂင်္ဂါမြစ်အစုံပြီးတော့တရသီးကမျောပါသွားခဲ့တယ်ဒီတော့ဘယ်ထိရောက်သွားလဲဆိုတော့ဗာရာဏသီမြို့ရဲ့အနီးဂင်္ဂါမြစ်အဲ့ထိရောက်သွားတယ်အဲ့မှာရှင်ဘုရင်ကရေကစားလေးရှိတော့ရေရဲ့အညာရေရဲ့အစုံနှစ်ဖက်လုံးမှာပိုက်ကွန်နေနဲ့အန္တရာယ်ကင်းအောင်ရေကစားတဲ့အခါမှာစီမံလေးရှိတယ်အဲ့တော့ရေညာမှာတက်ထားတဲ့ပိုက်ကွန်မှာအဲ့ဒီတရသီးကသွားပြီးတော့ညှိနေတယ်ရှင်ဘုရင်ကရေကစားပြီးတော့ပြန်သွားတဲ့အခါတငါသည်တွေကပိုက်ကွန်သိမ်းတော့ဒီတရသီးကိုတွေ့တော့ဘာဒီမှမသိဘူးတရသီးရဲ့ကြီးလွန်းနေတော့ရှင်ဘုရင်ကိုသွားပြီးတော့ဆက်တာရှင်ဘုရင်ကဘာသိလဲမေးတော့မသိတဲ့အကြောင်းလျှောက်ထားတယ်ဒါဆိုရင်ဘယ်သူတွေများသိနိုင်မလဲဂင်္ဂါမြစ်ကမျောလာတာဆိုတော့တောလှဲ့မုတ်ဆိုးတွေတော့သိနိုင်တယ်ဆိုတော့တောလှဲ့မုတ်ဆိုးတွေကိုခေါ်ပြီးတော့မေးတယ်ဒါဘာသိလဲတရသီးဖြစ်တဲ့အကြောင်းပြန်လျှောက်တယ်အဲ့တော့တရသီးဆိုလို့ရှိရင်ဒါနဲ့ခွဲစားစီဆိုပြီးတော့မုတ်ဆိုးတွေကိုအရင်ကျွေးတာအစိတ်သီးဆိုရင်ဒါရှင်ဘုရင်ကသူ့အတွက်အန္တရာယ်ကင်းအောင်လို့မုတ်ဆိုးတွေကိုအရင်စားပြပါစားခိုင်းတော့မုတ်ဆိုးတွေကစားမုတ်ဆိုးတွေစားပြီးအန္တရာယ်ကင်းတာမြင်တော့ကိုယ်တိုင်လည်းပဲစားမိဖုရားမောင်မတွေကိုလည်းပဲစားခိုင်းတယ်ကျွေးတယ်မူးမတ်ပူပါတွေကိုလည်းပဲအမတ်ကြီးတွေကိုလည်းပဲကျွေးတယ်တဲ့အဲ့မှာရှင်ဘုရင်တရသီးရဲ့ရတာကိုဆွဲလန်းသွားခဲ့တယ်ဒီတရသီးကိုမစားဘဲမနေနိုင်တော့ရတာဒီလောက်ထိဆွဲဆောင်တဲ့ရှိတယ်အနံ့ကလည်းပဲဒီလောက်ထိဆွဲဆောင်တဲ့ရှိဒီတော့မုတ်ဆိုးတွေကိုမေးတယ်ဒီအသည့်ဘယ်မှာရှိတယ်လဲမုတ်ဆိုးတွေကလည်းပဲဟိမွန်တာတောင်ဘက်မှာရှိတဲ့အကြောင်းတတော်ဦးတင်တော့ဒီလိုဆိုလို့ရှိရင်သွားမယ်ဆိုပြီးတော့လှေတွေကိုဖောင်လူဖွဲ့ခိုင်းတယ်လှေတွေကိုဖောင်လူဖွဲ့ခိုင်းပြီးတော့နေဖို့ရကိုယ်တိုင်လိုက်ဖို့စီစဉ်တယ်စီစဉ်ပြီးတော့ခုနကတောလိုက်မုတ်ဆိုးတွေကိုရှေ့ကနေလမ်းပြဖြစ်နေပြခိုင်းနေတဲ့အဲ့တော့ဒီလိုနဲ့ရက်ပေါင်းများစွာဂင်္ဂါမြစ်ကိုဆန်တက်ပြီးတော့ဟိမွန်တာတောင်ကြီးမှာရှိတဲ့တရက်ပင်ထိရောက်သွားခဲ့တယ်ရက်တီတော်တော်များများကြီးကိုကြားတယ်အဲ့တော့တရက်ပင်ရောက်တော့မုတ်ဆိုးတွေကဒီတရက်ပင်မှာပဲဆိုတာပြတော့ရှင်ဘုရင်ကလေကိုကမ်းမဆိုင်ခြေချင်းသွားအဲ့ဒီမှာတရက်သီးတွေကိုကျွေးကြတာတွေရောဆုတ်ခိုင်းတာတွေရောစားပြီးတော့တရသီးစားလိုက်အခြားသောဘောဇင်တွေစားလိုက်နဲ့အဲ့ဒီတရက်ပင်အောက်ကပြင်ကျင်စိမ့်မရှိတော့ဒီတော့အဲ့ဒီမှာပဲအိယာတွေဘာတွေပြင်ဆင်ညာခါမှာအဆောင်လျှောက်တွေထားမိတွေတညာလုံးလင်းအောင်ဖိုးမိတွေထွန်းပြီးတော့တရက်ပင်အောက်မှာပဲနေတယ်တဲ့တရက်ပင်အောက်မှာတရသီးကိုစားလိုက်အခြားသောခဲဝဲဘောဇင်တွေစားလိုက်နဲ့ဒီလိုနဲ့ရတာခံနေတယ်ဘုန်းကြီးတို့ဖျားလောင်းအမှုရှိတဲ့မြောက်တွေကလည်းပဲသူတို့ကလည်းပဲဒီတရက်ပင်ကိုမိပြုတ်နေတာဆိုတော့ဘုန်းကြီးတို့တတ္တဝါဆိုတာမွေးဖွားလာကြတဲ့အစားအစာနဲ့กินလို့မရဘူးဆာလောင်ခြင်းယောဂဆိုတာမွေးကြတဲ့ဆွဲကပ်လာအဲ့တော့တန်တရာအစကြတဲ့ဆွဲကပ်လာတဲ့ယောဂဘယ်ချိန်မှကုန်မလဲသေလည်းပဲနောက်ဘဝပြန်ဖြစ်ရင်ဆာလောင်ခြင်းယောဂကထက်နှိမ့်ဆက်တာနိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုပြီးတော့ပြိဋိဘံမဆံမချင်းဒီဆာလောင်ခြင်းယောဂကုသနေရတာယနေ့လည်းပဲမိမိတို့မိသားစုတန်ဃာတော်ရှင်မြတ်တွေကိုမွေးနေ့မင်္ဂလာကိုကြောင်းပြုပြီးတော့ဆွန်လာကတ်တယ်ဆိုတာဒီဆာလောင်ခြင်းယောဂကိုလာကုသရတာပဲဒါကြောင့်အစားအသောက်ဆိုတာလူသားတိုင်းတတ္တဝါတိုင်းနဲ့กินလို့မရဒီတော့ဘုန်းကြီးတို့ဖျားလောင်မှုရှိတဲ့မြောက်တွေလည်းပဲအစားအသောက်နဲ့กินလို့မရတော့အသက်စွန့်ပြီးတော့ည12နာရီကျော်တကောင်ရန်ချိန်လောက်မှာဒီတရက်ပင်ကိုကူလာကြတယ်ကူလာပြီးတော့တရက်သီးတွေစားကြသစ်ပင်ကြီးကတော်တော်ကြီးကိုမြင်မာတော့
မြောက်ကလည်းပဲ8000လောက်ရှိတာဆိုတော့အတန်တွေထွက်မှာပေါ့ဒီတော့ရှင်ဘုရင်ကနိုးလာတော့မော့ကြည့်လိုက်တော့မြောက်တွေဖွေးဖွေးလှုပ်ဒီတော့သူ့ရဲ့လူတွေကိုနှိုးပြီးတော့လေးသေးတော်တွေကိုခေါ်ခိုင်းပြီးတော့အလုံးဝိုင်းခိုင်းဒီမြောက်တွေကိုပြစ်ချမနှက်ဖန်မြောက်သားနဲ့တရသီးနဲ့စားမယ်ရှင်ဘုရင်ကအမိန့်ပေးလိုက်တာဒီတော့ပါလာတဲ့လေးသေးတော်တွေကတရပင်ကြီးကိုဝိုင်းပြီးတော့အပေါ်ကိုချိန်ထားကြတယ်ပြေးတဲ့မြောက်ကိုပြစ်မယ်ဆိုတဲ့ဆင်းပြေးတဲ့မြောက်ကိုပြစ်ဖို့ရချိန်ညချိန်တော့မြောက်တွေကကြောက်ပြီးတော့ဖျားလောင်းနံမှာချင်းကပ်လာကြတယ်စီကပ်လာကြတယ်အရှင်ဟောဒီလေးသေးတော်တွေကပြေးတဲ့မြောက်တွေကိုပြစ်မယ်ဆိုပြီးတော့ချိန်ထားပါတယ်ပြေးလို့လည်းမလွယ်တော့ပါဘူးကျွန်ုပ်တို့ဘယ်လိုများစီမံမလဲကြောက်ရွံ့သေမကြောက်နေကြတယ်သေရမှမကြောက်တဲ့သူဘယ်ရှိပါမလဲဒီတော့ဖျားလောင်းကဘယ်လိုပြောလိုက်လဲဆိုတော့သင်တို့မကြောက်နဲ့အေးချမ်းချမ်းနေကြသင်တို့အတွက်ငါအသက်ဆွန့်မယ်တဲ့ဒီစကားကိုပြောလိုက်တယ်ဘယ်လောက်များခေါင်းဆောင်ကောင်းပြီးသားလဲအဲ့တော့ခေါင်းဆောင်ကောင်းဆိုတာကဘုန်းကြီးတို့ဖမိတဲ့လောက်တည်တဲ့လောက်ပြောရရင်ပြဿနာတရက်ကိုဖြေရှင်းတဲ့အခါမှာဒီပြဿနာမဖြစ်အောင်ကြိုတင်စီမံတတ်တယ်ဒါခေါင်းဆောင်ကောင်းရဲ့လက္ခဏာပြဿနာဖြစ်လာပြီဆိုရင်တရားသဖြင့်ဖြစ်အောင်စီမံဆောင်ရွက်ပေးတယ်ဒါခေါင်းဆောင်ကောင်းရဲ့လက္ခဏာဒါလေးကိုအားလုံးမှတ်ထားပါခေါင်းဆောင်ကောင်းဆိုတာပြဿနာတစ်ခုမဖြစ်ခင်ကကြိုတင်ကာကွယ်တယ်ဒီလိုကာကွယ်တဲ့စီမံမျိုးတွေကိုလုပ်ပေးတယ်နောက်ဒုတိယအချက်အနေနဲ့ပြဿနာဖြစ်လာပြီဆိုရင်တရားသဖြင့်တရားတော်နိလန်းနဲ့ငါဘယ်လိုများဆောင်ရွက်ပေးနိုင်မလဲဒီလိုတွေးပြီးတော့တရားသဖြင့်ကူညီဖြည့်ရှင်းပေးတယ်တဲ့ဒါခေါင်းဆောင်ကောင်းလက္ခဏာအဲ့တော့ဒီပြဿနာမဖြစ်ရပါစေနဲ့ဘယ်တော့မှဆုမတောင်းဆုတောင်းလေရတာမှမဟုတ်တာဒါကြောင့်မို့ပြဿနာတစ်ခုမဖြစ်ခင်မှာကြိုတင်စီမံကာကွယ်တယ်ဖြစ်ပြီးတဲ့ပြဿနာကိုတရားသဖြင့်စီမံဆုံးဖြတ်လုပ်ကိုင်ပေးတယ်ဒါတွေကခေါင်းဆောင်ကောင်းလက္ခဏာခုဖျားလောင်းပြဿနာမဖြစ်ခင်တုန်းကဂင်္ဂါမြေဘက်ကိုင်းကြနေတဲ့တရသီးလေးတွေကိုရွှေချခိုင်းတယ်စားတောက်ခိုင်းတယ်ဂင်္ဂါမြေထဲမှာတရသီးကျွေမကြောင်ကြိုတင်စီမံခဲ့တယ်ဒါပေမဲ့ခါချင်းတုတ်ကြီးကဖုံးထားတဲ့တရသီးတစ်လုံးရဲ့ဒုက္ခပေးမှုကြောင့်ခုပြဿနာတွေသေဘေးနဲ့ရင်ဆိုင်ရပြီသေဘေးနဲ့ရင်ဆိုင်တဲ့အခါမှာတရားသဖြင့်ဖြေရှင်းပေးမယ်ဆိုပြီးတော့သင်တို့မကြောက်ကြနဲ့သင်တို့အတွက်ငါအသက်ဆွန့်ပြီးတော့ကာကွယ်မယ်တဲ့ဒါခေါင်းဆောင်ကောင်းတွေရဲ့လက္ခဏာပဲအဲ့တော့ဘုန်းကြီးတို့မိဘဖြစ်စေဆရာသမားဖြစ်စေဘယ်သူပဲဖြစ်ဖြစ်တိုင်းပြည်အုပ်ချုပ်တဲ့ဝန်ကြီးချုပ်သမ္မတဖြစ်စေကိုလက်အောက်ငယ်သားတွေအတွက်နံပါတ်1ပြဿနာမဖြစ်အောင်ကြိုတင်စီမံနိုင်စွမ်းရှိရတယ်ဒါမှမိဘကောင်းဆရာကောင်းတိုင်းပြည်အုပ်ချုပ်တဲ့သမ္မတကောင်းဝန်ကြီးချုပ်ကောင်းဒါမျိုးတွေဖြစ်မှာနံပါတ်2ဖြစ်လာတဲ့ပြဿနာကိုဒါမင်းတို့ကြောင့်ဖြစ်တာလက်ညှိုးထိုးမချပဲနဲ့ငါဘလို့တရားသဖြင့်ကူညီလောက်ကင်ပေးနိုင်မလဲဒီလိုလေးတွေဆောင်ရွက်ပေးရင်နိုင်ငံတော်အနေနဲ့ကြည်ရင်သမ္မတကောင်းခေါင်းဆောင်ကောင်းဝန်ကြီးချုပ်ကောင်းခေါင်းဆောင်ကောင်းဘုန်းကြီးတို့ရဲရွာလူဖွဲ့စည်းတွေနဲ့ကြည်ရင်ခေါင်းဆောင်ကောင်းတန်ဃာပိုင်းကကြည်ရင်ဆရာတော်ခေါင်းဆောင်ကောင်းလူပိုင်းကကြည်ရင်မိကောင်းဖာကောင်းခေါင်းဆောင်ကောင်းဆရာသမားကောင်းခေါင်းဆောင်ကောင်းဒီဟာလေးတွေရှိတယ်ခုလည်းပဲဖះလောင်းကမင်းတို့ဒါတော့ငါတော့ဘယ်တက်နိုင်ပါမလဲဒီစကားမပြောသင်တို့မကြောက်ကြနဲ့သင်တို့အတွက်ငါအသက်ဆွန့်မယ်အဲ့တော့တာဝန်ယူမှုရှိတယ်စောစောကလည်းပဲဘေးရန်မဖြစ်အောင်ကြိုတင်ကာကွယ်ပေးတယ်ဒါတွေကဘုန်းကြီးတို့စာပေမှာလာမဲ့ခေါင်းဆောင်ကောင်းမိမိတို့လည်းပဲကိုယ်အိမ်အသီးသီးကိုယ်ဌာနအသီးသီးမှာခေါင်းဆောင်ကောင်းတွေဖြစ်ချင်ပါတယ်ဆိုရင်အောက်လက်ငယ်သားတွေအတွက်သားသမီးတွေအတွက်ပြဿနာမဖြစ်အောင်ကြိုတင်ကာကွယ်သင့်တယ်ဖြစ်လာတဲ့ပြဿနာကိုတရားသဖြင့်ကူညီဖြေရှင်းသင့်တယ်သွားပြီးတော့အဲ့ဒီချိန်ကျမှမင်းတို့ကဘာဖြစ်လို့ညာဖြစ်လို့အပြစ်တွေတင်းနေဒါဟာခေါင်းဆောင်ညံ့နေရဲ့ညံ့ပြင်းတဲ့ခေါင်းဆောင်တွေရဲ့လက္ခဏာတွေဝင်သွားတတ်တယ်အဲ့တော့ဖះလောင်းကပြောပြီးတော့ဘာလုပ်လဲဆိုတော့အင်မတန်မှမြင်မာတဲ့အထက်ထောင်တက်နေတဲ့တရက်ကိုင်းကြီးပေါ်ကိုတက်သွားတယ်တက်ပြီးတော့အထက်ရောက်တဲ့အခါမှာဂင်္ဂါမြေဘက်ကိုင်းကြနေတဲ့တရက်ကိုင်းဘက်ကိုကူးသွားလိုက်တယ်အဲ့တော့ဖះလောင်းကဂင်္ဂါမြေဘက်ကိုင်းကြနေတဲ့တရက်ကိုင်းကိုကူးပြီးတော့အစွန်ထိသွားလိုက်တယ်ဂင်္ဂါမြေဘက်မှာကိုင်းနေတဲ့တရက်ကိုင်းရဲ့အဆုံးထိသွားလိုက်ပြီးတော့
အင်အားယူရှင်ယူတဲ့ပြီးတော့ဘုန်းကြီးတို့ဘာလုပ်လိုက်လဲဆိုတော့ကင်္ကာမြစ်ဟိုဘက်ကန်းကိုခုံချလိုက်တယ်တဲ့တရကိုင်းကြီးရဲ့အကြီးကင်္ကာမြစ်ဘက်ကိုင်းကြနေတယ်အဲ့ဒါကိုအစွန်တိသွားပြီးတော့ဟိုဘက်ကိုခုတ်ကူးလိုက်တယ်ခုံချလိုက်တာဟိုဘက်ကန်းမှာရှိတဲ့ခြုံပေါ်ကိုသွားကြတယ်အဲ့တော့မြစ်ကဘလောက်ကျယ်လဲဆိုတော့ညှို့ချိုးမတင်တဲ့လေးပေါ့နော်မြားပြစ်တဲ့လေးအဲ့လေးကိုညှို့ချိုးမတင်ဘူးရိုးရိုးထားလိုက်တယ်အဲ့ဒီလေးအပြန်900လောက်ကျယ်တယ်တဲ့တရကိုင်းကြီးကလည်းပဲအဲ့ဘက်ကိုကိုင်းကြနေတာဆိုတော့တော်တော်များများကိုင်းနေတာနေမှာပေါ့အဲ့ဘောကနေခုံကြတော့လေးပြန်900လောက်ဝေးတဲ့ဘုန်းကြီးတို့လေးပြန်900မဟုတ်လေးပြန်100လောက်ဝေးတဲ့ဟိုဘက်ကန်းကိုဖျားလောင်းကအင်အားလည်းကြီးမားတရကိုင်းကြီးရဲ့အကူကြီးနဲ့ဟိုဘက်ကိုခုံချလိုက်တဲ့လေးပြန်100လောက်ရှိတဲ့ကင်္ကာမြစ်ဟိုဘက်ကန်းကိုရောက်သွားတယ်ရောက်ပြီးတော့ဘာလုပ်လဲဆိုတော့ຫນွေကြိုးကြီးကိုဖြတ်ဟိမွန်တာတောင်ဆိုတော့ຫນွေကြိုးတွေကလည်းပေါ်မှာပေါ့ຫນွေကြိုးကိုဖြတ်ပြီးတော့ခါမာချီတယ်ခါမာချီပြီးတော့အဲ့ဒီဘက်ကနေပြီးတော့ဟိုဘက်ကန်းကနေပြီးတော့ဒီဘက်ကန်းတရကိုင်းကိုပြန်ပြီးတော့ဟိုဘက်တစ်ပင်ကနေဒီဘက်တစ်ပင်ကိုခုံကူးလိုက်တယ်ဟိုဘက်တစ်ပင်မှာခြီထားခဲ့ပြီးတော့ခါကိုຫນွေကြိုးချီပြီးတော့အားနဲ့မှန်နဲ့ခုံကူးလိုက်တာဘာနဲ့တူလဲဆိုတော့လေးကြောင်ပြတ်သွားတဲ့မိုးတိမ်လူပဲဝီကနေအရှိန်နဲ့ခုံချလိုက်တာဒါပေမဲ့လို့ຫນွေကြိုးကတူနေတော့တရကိုင်းတရပင်မောတိမရောက်ဖက်နဲ့တရကိုင်းကိုလက်နှစ်ဖက်နဲ့တွဲလန်းကြီးဖြစ်နေတယ်တွဲလျာကြီးကြာနေခဲ့တယ်ဘာဖြစ်လို့လဲဆိုတော့ဖះလောင်းကတတိတစ်ချက်လွတ်သွားခဲ့တယ်ຫນွေကြိုးဖြတ်စင်ချိန်တုန်းကဒါကတရကိုင်းကိုချီမဲ့ကျိုးဟောဒီအကွာဝေးရတော့ဒီလောက်ရှိတယ်ဒါအလုံးမှန်းတာတိကျနေတယ်ဒါပေမဲ့လို့ခါမှချီရမယ်ပမာဏຫນွေကြိုးကိုမေ့သွားတယ်တတိမရလိုက်ဘူးအဲ့တော့ခါချီမဲ့ကျိုးမေ့သွားတော့ဘာဖြစ်လဲဆိုတော့တရကိုင်းချီမဲ့ကျိုးကခါချီလိုက်တာနဲ့ကုံသွားတော့ဟိုဘက်တရပင်တရကိုင်းကိုချီဖို့ရအတွက်မလောက်တော့တရကိုင်းနဲ့တန်လန်းကြီးဟိုဘက်ကနေပြီးတော့တစ်ပင်ကိုကြိုးချီဒီဘက်ကိုကူးပြီးတော့တန်လန်းကြီးတရကိုင်းကိုလက်နှစ်ဖက်နဲ့ကိုင်းပြီးတော့တန်လန်းကြီးဖြစ်နေခဲ့တယ်မျက်စိနဲ့ပြင်ကြည့်ပေါ့ဘုန်းကြီးတို့ငယ်ငယ်တုန်းကအတန်းချောင်းဖတ်စာထဲမှာဒီပုံလေးပါလာတာတွေ့ဘူးတယ်ပေါ့အဲ့တော့အဲ့ဒီလိုအချိန်မှာဘုရားလောင်းကသူ့ရဲ့လက်အောက်ငယ်သားမြောက်တီကိုတတိပေးလိုက်တယ်သင်တို့ငါခန္ဓာကိုယ်ဘောကနေတက်သွားຫນွေကြိုအတိုင်းသွားရင်သင်တို့ဟိုဘက်ကန်းရောက်ရင်အသက်ချမ်းသာရမယ်တတိပေးလိုက်တယ်ဒီတော့မြောက်တီဟာဘာလုပ်လဲဆိုတော့ဘုရားလောင်းကိုဝှချတောင်းပန်ကြတယ်အပြစ်ရှိရင်ခွင့်လွတ်ဖို့တောင်းပန်ပြီးတော့ဝှချပြီးတော့ဟိုဘက်ကိုကူးကြတယ်ကြည်နော်တတိဆန်ဒီလောကပြီမဲ့လို့ဖះလောင်းရဲ့အောက်မှာကြီးပြင်းရတဲ့တတိဆန်တွေဟာတိတ်ပြီးတော့ယဉ်ကျေးမှုရှိကြတယ်ကိုယ်ရဲ့အကြီးကဲပုံမှာကြောမလို့ဘူးသွားတော့သွားမယ်သို့တော့ရှိသမျှအပြစ်တွေကိုဝန်ချတောင်းပန်ကြတယ်ရှစ်ခိုးကြတယ်ဒါဟာသူတော်ကောင်းတွေရဲ့အလုပ်ဒါယဉ်ကျေးတဲ့ပုဂ္ဂိုလ်တွေရဲ့အမူအရာလို့ခေါ်ရတယ်ဒါကြောင့်ဘုန်းကြီးတို့ယနေ့ဆုံးကတဲ့ဝိဗမေတ္တာမိသားစုအနေနဲ့သားတွေသမီးတွေတူတွေတူမတွေခီးသွားတဲ့အခါဖြစ်ဖြစ်ဘုန်းကြီးတို့ဘာလုပ်ရမလဲမိဘကိုအပြစ်ရှိရင်ကာယကံဝစီကံမနောကံပြစ်မှားမိခဲ့ရင်ခွင့်လွတ်ပါလို့ဒီလိုလေးတွေတောင်းပန်တဲ့အလေးလေးတွေနဲ့သွားတတ်ရင်ပိုကောင်းတယ်တချို့ဘုန်းကြီးသိတဲ့ business တန်ကြီးကျိုးဆက်ယုံကတကားလေးတယောက်ဆိုရင်ညအိတ်ခါနေပြီဆိုရင်အိတ်ခါနေတိုင်းဇနီးရောသားသမီးရောမိဘနှစ်ပါးကိုဝှချပြီးမှအိတ်လေးရှိတယ်တဲ့ဒါလေးကိုရှောက်ဖူးတယ်ပေါ့နော်အဲ့တော့မိမိတို့ညစဉ်ဝဲမချနိုင်တောင်မှသားသမီးတွေကိုလေ့ကျင့်ပေးတဲ့တယ်ခီးသွားတဲ့အခါဒါမျိုးလေးတွေပေါ့ညအိမ်ညင်နေသွားတဲ့အခါဒါမျိုးလေးတွေပေါ့ဒီလိုချိန်မှာကိုပြုမှုထားတဲ့ကာယကံဝစီကံမနောကံတွေရှိရင်ခွင့်လွတ်ပါဆိုပြီးတော့ဝကြိုးသုံးချိန်ချတဲ့အလေးလေးရှိရင်ဒါယဉ်ကျေးတဲ့လမ်းစဉ်ဖြစ်သွားနိုင်တယ်ဒါလေးတွေကိုကျင့်နိုင်ရင်ကောင်းတယ်ခုနဘုန်းကြီးတွေ့တဲ့ business တန်ကြီးကျိုးဆက်ယုံကတကားလေးကတော့သူဇနီးရောသူရောသားရောသမီးရောညာအိတ်ခါနေတိုင်းနေ့စဉ်မိဘနှစ်ပါးကိုရှ िख ိုးပြီးမှအိတ်တယ်တဲ့ဒီလိုလေ့ကျင့်လေးတွေကရှက်เสียမလိုပါဘူးခုလည်းပဲကြည့်နော်ဖះလောင်းကနေသူ့ပေါ်ကနေပြီးတော့ကြော်တက်ပြီးတော့သွားဖို့ဆိုတော့မြောက်တီဟာတေရမှာတော့ကြောက်တယ်သို့တော့သူတို့ရဲ့ခေါင်းဆောင်ဖြစ်တဲ့မြောင်မင်းကိုဝှချဝန်ချတောင်းပန်ကြော့ဒါမျိုးလုပ်ပြီးတော့သွားတယ်တဲ့ဒါဖះလောင်းရဲ့ကျင့်စဉ်တွေပဲ
ဒီကျင့်စဉ်တွေလုပ်ရတာဘုန်းကြီးတို့ရှက်မနေရအောင်ပထမတစ်ချိန်လုပ်ဖို့ပဲခက်ခဲပါတယ်ဒုတိယချိန်ကျလွယ်သွားတော့တာဘုန်းကြီးတို့မဟုတ်တာလည်းပဲဒီတိုင်းပဲအယက်သမားအယက်စတောက်တယ်တစ်ချိန်ပဲခက်တယ်နောက်တစ်ချိန်ကြီးလွယ်သွားတော့တာပဲကောင်းတဲ့လုပ်လည်းပဲပထမတစ်ချိန်ခက်တယ်နောက်တစ်ချိန်ကြီးကျလွယ်သွားတော့တာပဲခုလည်းပဲဘုန်းကြီးတို့ဒါလေးတွေကိုတတိယလို့မိမိတို့မိဘမေတ္တာမိသားစုနေနဲ့ဒီလေးကျင့်လေးတွေရှိတယ်ဆိုရင်သိပ်ပြီးတော့ကြည်နူးစရာကောင်းတယ်တစ်ချိန်မှာနောင်တာကင်းသွားနိုင်တယ်ဒီလေးကျင့်လေးတွေကိုခုမွေးနေ့ရှင်ဖြစ်တဲ့မောင်ကျော်သူလင်းတို့မောင်စီသူအောင်တို့ကစပြီးတော့တမိသားစုလုံးကျင့်ပြီးကောင်းတဲ့အကြောင်းဒါဘုန်းကြီးကပြောပြတာခုလည်းပဲဝှချတောင်မှန်ရှ िख ိုကြော့ပြီးတော့မြောက်တည်းဖရာလောက်ပေါ်ကနေကြော်ဖြတ်ပြီးတော့ຫນွေကျိုးတိုင်ဟိုဘက်ကန်းကိုကူးသွားကြတော့8000လုံးပုံသွားတယ်နောက်ဆုံးဘသူကြံနေခဲ့လေဆိုတော့ရှင်တေဝရလောက်မြောက်သူကလည်းပဲဖရာလောင်းရဲ့တပည့်တွေထဲမှာပါနေခဲ့တယ်ဖရာဖြစ်တော့လည်းပဲဖရာရှင်ရဲ့တပည့်ဖြစ်နေရှင်တေဝရဟာသင်္ကန်းဝတ်လာတယ်လို့ပဲဘဝတိုင်းမှာလည်းပဲမကြပြန်ဆုံတတ်တယ်ဆုံတိုင်းရန်သူတွေဖြစ်ခဲ့တော့ရွဲကုန်တဲ့ဘဝကရန်ညိုတေတွေဟာနှိုးဆော်လေတော့ရှင်တေဝရလောင်းစိတ်ထဲမှာသူ့ထိတ်ထဲမှာအခွင့်ကောင်းရပြီဆိုပြီးတော့ဘာလုပ်လဲဆိုတော့မြင့်ပေဆိုတဲ့တရခိုင်းမော်ကိုတက်သွားခဲ့တယ်တက်ပြီးတော့အဲ့ဒီတရခိုင်းမော်ကနေအရှင်ဟုံနဲ့ဖျားလောင်းရဲ့ကြိုးပေါ်ကိုခုံချလိုက်တယ်တဲ့ဖျားလောင်းနှလုံးကွဲမတဲ့ခံစားရမှာပေါ့သေမလောက်ခံစားသွားရတယ်ကြည်နော်ဖြတ်သွားတဲ့မြောက်တရားလည်းပဲ8000လောက်ရည်တွဲရှိတယ်ဆိုတော့ခန္ဓာကိုယ်ဘလောက်များပင်ပန်းနွမ်းနေတယ်ဒီကြားထဲမှာရှင်တေဝရလောင်းကရန်ညိုးတွေလှုံ့ဆော်မှုကြောင့်အမြင့်ဆုံးတေကိုင်းကိုတက်ပြီးတော့ဖျားလောင်းပေါ်မှာခုံချတယ်ဆိုတော့အရှိန်ကိုဘလောက်ကြီးမှလဲဖျားလောင်းကသေမလောက်နှလုံးကွဲမလောက်ခံစားသွားခဲ့ရတယ်အဲ့တော့ဒီလိုတန်လန်းကြီးနဲ့အာလုံးမြောက်တွေကိုကယ်တင်ပြီးတဲ့အခါမှာရှင်ဘုရင်ကမမိတ်မတုံမျက်လုံးနဲ့ကြည့်ပြီးတော့တွေးနေတယ်။ဩတတိဆန်ဖြစ်တာတောင်မှကိုယ်အသက်ကိုဗราဏမထားဘူး။ကိုယ့်ရဲ့အောက်လက်ငယ်သားမြောက်တွေအတွက်အသက်ရှင်အောင်ချမ်းသာခွင့်ရအောင်ဆောင်ရွက်ပါပြီတဲ့သူစိတ်ထဲကြည်နူးလိုက်တာ။ဒီလိုနဲ့မနဲ့လင်းတဲ့အခါမှာဒီလိုသူတော်ကောင်းဖြစ်တဲ့မြောင်မျိုးအလဟတ်မသေးသင့်ဘူးဆိုပြီးတော့ဘာလုပ်လဲဆိုတော့လေတွေနဲ့ဖွဲ့ထားတဲ့ဖောင်ပေါ်မှာညှမ်းဆင်လိုက်တယ်ညှမ်းဆင်ပြီးတော့ဖျားလောင်းကိုဖြည်းဖြည်းလေးအဲ့ဒီပေါ်ကနေတွဲလျံကြနေတာနေပြီးတော့အောက်ချခိုင်းတယ်တသက်သားသားလေးချခိုင်းပြီးတော့ဖျားလောင်းရဲ့ခန္ဓာကိုယ်ပေါ်မှာဖန်ရည်နဲ့ဆိုးထားတဲ့အဝတ်ကလေးကိုလွှမ်းခြုံပြီးတော့နောက်တကဘာလုပ်လဲဂင်္ဂါမြည်ရည်နဲ့ရေချိုးပေးအားရှိပါပြီတဲ့ဆိုတဲ့သူတို့ခေတ်သူတို့ခါကတင်လဲရေတွေကိုတိုက်ဂင်္ဂါမြည်ရည်နဲ့ခန္ဓာကိုယ်တန်ဆင်အောင်ဆေးကြောပေးတန့်ရှင်းနေတဲ့ခန္ဓာကိုယ်နောက်ဆုံးသူတို့ခေတ်မှာအကောင်းဆုံးဖြစ်တဲ့အကျိန်1000လောက်ပြန်ပြီးတော့ချက်ထားတဲ့စီနဲ့ခန္ဓာကိုယ်ကိုတုပ်လိမ့်ပေးတယ်တဲ့တုပ်လိမ့်ပေးပြီးတော့အိယာပေါ်မှာသိုးရည်လေးကိုခင်းပေးပြီးတော့အဲ့ဒီပေါ်မှာအိတ်စေတယ်အိတ်ပြီးတော့အိတ်တဲ့အခါလေလောင်းတဲ့အခါရှင်အာနန္ဒာလောင်းဖြစ်တဲ့ရှင်ဘုရင်ကဘာလုပ်လဲဆိုတော့အဲ့ဒီဖျားလောင်းမြောင်မင်းအိတ်နေတဲ့နေရာတဲ့နှိမ့်တဲ့နေရာလေးမှာထိုင်ပြီးတော့ဖျားလောင်းကိုသူသိကျင်တဲ့မေခွန်းလေးတွေကိုမေးခဲ့တယ်ကြည်နော်ဘုန်းကြီးတို့သူတော်ကောင်းဖြစ်တဲ့မြောင်မင်းကိုလူဖြစ်တဲ့ရှင်ဘုရင်ကလူတောင်မှရိုးရိုးလူမဟုတ်ဘူးလူသားထဲမှာအမျက်ဆုံးဖြစ်တဲ့တမ္မုတိမင်းလို့ခေါ်တဲ့ရှင်ဘုရင်ကမြောင်မင်းရဲ့အထက်မှာမနေဘူးဘာဖြစ်လို့လဲသူ့ရဲ့လှုပ်ရက်တည်းရဲ့မြင့်မြတ်တဲ့လှုပ်ရက်ကိုယ်အသက်ကိုစွန့်ပြီးတော့အောက်လက်ငယ်သားတွေကိုကယ်တယ်ဆိုတာလူသားတွေတောင်မလုံနိုင်တဲ့လှုပ်ရက်ဒီလိုမြင့်မြတ်တဲ့လှုပ်ရက်ပါရမီကုသိုလ်တွေလုပ်တဲ့မြောင်မင်းကိုဖျားလောင်းဖြစ်တဲ့မြောင်မင်းကိုအရှင်အာနန္ဒာကစိတ်ထဲမှာကြည်ညိုပြီးတော့နေတဲ့နေရာလေးမှာထိုင်တယ်နေတဲ့နေရာလေးမှာထိုင်ပြီးတော့ဖျားလောင်းကိုမေခွန်းပေးလိုက်တယ်အတ္တနံသင်္ကမံကတဝါယောတုထိန်သမတာရယိဂိန္ဒွံတေတံကိမေတုံရှံဟွန်တိဣတိမဟာကပိဒါဖျားလောင်းရှင်အာနန္ဒာလောင်းတို့ပြောတဲ့စကားကိုမြတ်စွာဘုရားကဖျားဖြစ်တဲ့အခါပြန်ဟောတာဖျားဖြစ်မှပြန်ဟောပြီးတော့တည်ပြတာကိုဘုန်းကြီးတို့ကနေစာပေတွေကနေပြီးတော့ပြန်ယူပြီးတော့ဟောရတာအဲ့တော့ဖျားလောင်းကိုရှင်အာနန္ဒာလောင်းရှင်ဘုရင်ကဘယ်လိုမေးလိုက်လဲဆိုတော့အသင်မြောင်မင်းတဲ့သင်ကိုသင်ခန္ဓာကိုယ်ကြီးကိုတရားတဖွယ်ပြုလုပ်ပြီးတော့မြောက်အပေါင်းကိုကယ်တင်ခဲ့တယ်မြောက်ပေါင်းချမ်းသာရာရသွားခဲ့တယ်
တင်ကဒီမြောက်တွေနဲ့ဘာများတော်ဆက်ပါတယ်လေဒီမြောက်တရားကိုတင်နဲ့တင်မြောင်မင်းနဲ့ဘာများတော်ဆက်ပါတယ်လေဒါမျိုးလေးမေးလိုက်တယ်မေးလိုက်တော့ဘုရားလောင်းကရာဇံဣတရောတေတံယူထတပရိဟာရကောရန်သူတွေကိုဆုံးမတတ်တဲ့မင်းမြတ်တဲ့ကျွန်ုပ်ကဟောဒီမြောက်ပေါင်းရဲ့အကြီးအကဲဖြစ်ပါတယ်မြောက်ပေါင်းကိုအုပ်စိုးနေတဲ့မြောင်မင်းဖြစ်ပါတယ်တဲ့ဘာမှတော့မတော်ဘူးဒါပေမဲ့ဒီမြောက်တွေရဲ့အကြီးအကဲသူတို့ကိုတောင်းယူဆောင်ရှောက်နေတဲ့ကျွန်ုပ်ဟာသူတို့ကိုအုပ်ချုပ်တဲ့မြောင်မင်းဖြစ်ပါတယ်ဒါမျိုးလေးပြောလိုက်တယ်ပြောပြီးတော့ဘုရားလောင်းမြောင်မင်းပြောတဲ့စကားကိုမြတ်စွာဘုရားကဆက်ဟောတယ်တေတံတောကပရိဒါနံဘိဒါနန္တိအရိန္ဒမဩလင်္ဂိတဝအတ္တနံဝိတ္တထာတနုနောတတံတတောပရပါရိတုဒံလံပန္နံလတာကုဏံမင်းမြတ်တဲ့တောကနှိမ့်ဆက်နေကြတဲ့တင်မင်းကြီးကိုကြောက်နေကြတဲ့ဒီမြောက်ပေါင်းအတွက်မြောက်တွေကတောကနှိမ့်ဆက်ခံနေရတယ်တဲ့ဘာဖြစ်လို့လဲတေရတော်မှာလေးတယ်တော်ကြီးအချိန်နေတယ်ငါတို့ပြေးစရာလမ်းမရှိတော့ဘူးလို့ဝမ်းနေပက်လက်ဖြစ်နေတဲ့မြောက်တွေမျက်ရည်ဆက်လက်ဖြစ်နေတဲ့မြောက်တွေတင်မင်းကြီးကိုကြောက်နေကြတဲ့တေဘေးကိုကြောက်နေကြတဲ့မြောက်ပေါင်းအတွက်ကျွန်ုပ်ဟာကိုဒီတရပင်ကနေဟိုဘက်ကိုခုံကူးလိုက်တယ်အဲ့တော့လေးပြန်တရားလောက်ရှိတဲ့ကင်္ဂါမြစ်ကိုကျွန်ုပ်ကကူးလိုက်ပါတယ်ကူးပြီးတော့တတောပရာပါရိတုဒံလံပန္တံလတာကုဏံအဲ့ဒီရက်ကတစ်ပင်တပင်ကနေပြီးတော့ကျွန်ုပ်ဟာပြန်ပြီးတော့ခါရမຫນွေကျိုးကိုမြဲမြံအောင်ခြီးပြီးတော့ဒီဘက်ကိုလေးကြောင်ပြတ်သွားတဲ့တိမ်တိုင်ဟာကောင်းကင်ထဲမှာလွင့်ပြီးတော့ပြေးနေတယ်လို့ကျွန်ုပ်ဟာအရှိန်အဟုန်နဲ့ဒီတစ်ပင်ဘက်ကိုပြန်ပြီးတော့ခုန်ကူးခဲ့ပါတယ်တဲ့စိဏဗာမိဝဝတေနာနုံနောရုက္ခံဥပါကမေတောဟံအပဘဝံတတ္ထာတာကံဟတ္တိအကဟေဒီလိုခုန်ကူးခဲ့ပြီမဲ့လို့ကျွန်ုပ်ຫນွေကျိုးကတူနေတော့တစ်ပင်ကိုမမီဒီတော့ကျွန်ုပ်လက်တွေနဲ့ဟောဒီတရက်ပင်ကြီးကိုကိုင်းပြီးတော့တန်လန်ကြီးဖြစ်နေရပါတယ်ဒါမျိုးလေးပြန်ပြောတာတမ္မံဝိယယတံတန်တံတာခာယသလတာယသသမနုကမန္တာပါရိဟိတုထိန်တာခာမိကာကတာကျွန်ုပ်ရဲ့ပုံစံကဘလို့ဖြစ်နေတယ်လဲဆိုတော့တူရိယာစောင်းမှာတက်ထားတဲ့စောင်းကျိုးလိုဖြစ်နေတယ်တဲ့ဘုန်းကြီးတို့စောင်းတူရိယာမှာစောင်းကျိုးလေးတွေတန်းထားတယ်လို့ပဲကျွန်ုပ်ဟာတစ်ခိုင်းຫນွေကျိုးတစ်ဖက်ကဘုန်းကြီးတို့တရက်ပင်ရဲ့တစ်ခိုင်းကိုကင်ထားတော့တရက်ခိုင်းနောက်ကခါမှရှိထားတဲ့ຫນွေကျိုးကြီးကနေဆန်တန်းလိုက်တော့ကျွန်ုပ်ဟာတူရိယာစောင်းမှာတက်ထားတဲ့စောင်းတူရိယာမှာတက်ထားတဲ့စောင်းကျိုးကြီးလိုလေထဲမှာတန်လန်ကြီးဖြစ်နေပါတယ်အဲ့တော့ကျွန်ုပ်ကိုမြောက်ပေါင်းကိုငါပေါ်ကနေပြီးတော့ခြေနဲ့နင်းပြီးတော့သွားကြလို့ကျွန်ုပ်ကတိုက်တွန်းလိုက်တဲ့အတွက်မြောက်ပေါင်းကကျွန်ုပ်ကိုဝန်ချတောင်းမှန်ကြော့ပြီးတော့ကျွန်ုပ်ရဲ့ခန္ဓာပေါ်ခြေနဲ့နင်းပြီးတော့မြောက်ပေါင်းဟာချမ်းသာရရဲ့ဖြစ်တဲ့ဂင်္ဂါမြစ်ဟိုဘက်ကကိုကူးသွားကြပါတယ်ဒါမျိုးလေးပြောလိုက်တယ်ခုနဇက်ကြောင်းလေးတွေကိုပြန်ပြောတာပြီးတော့ဘာလဲဆိုတော့တမ္မနာတပတိဗန္တောမတောမေနာတပိတတိဒုက္ခမာရိတံဒေတံယေတံရိဇမကာရယေကဲဒီနေရာမှာဘုရားလောင်းပြောတဲ့စကားလေးသိပြီးတော့မှတ်သားစရာကောင်းတယ်ခေါင်းဆောင်ကောင်းနေဖြစ်ချင်းပါတယ်ယနေ့ပေါင်ကျော်သူလင်းတို့ပေါင်စီသူအောင်တို့ယနေ့လူငယ်နောင်ဝဲလူကြီးယနေ့လူငယ်ဖြစ်နေပြီမဲ့တဖြည်းဖြည်းနဲ့လူကြီးနေရခေါင်းဆောင်နေရရောက်လာပြီအဲ့တော့ခေါင်းဆောင်ကောင်းဖြစ်မဲ့ဖြစ်ချင်ပါတယ်ဆိုရင်ဘုရားလောင်းပြောတဲ့စကားလေးကသိပြီးတော့တန်ဖိုးကြီးတယ်ဘုရားလောင်းကဘယ်လိုပြောလိုက်လဲဆိုတော့မင်းမြတ်တဲ့ကျွန်ုပ်ခါမှာချီနှောင်ထားတဲ့ຫນွေကျိုးဆိုတဲ့အနှောင်ဖွဲ့ရလည်းပဲကျွန်ုပ်ကိုနှောင်တမရစေနိုင်ပါပူပန်မှုမဖြစ်စေနိုင်ပါတဲ့ကျွန်ုပ်ဟောဒီမှာခါမှာကြိုးချီပြီးတော့ဟိုဘကန်းနေဒီဘက်ကန်းကိုခုံကွေးတယ်မမီမကန်းနဲ့ကြိုးတန်လည်းကြီးဖြစ်ရတယ်ဒီຫນွေကျိုးဆိုတဲ့အနှောင်ဖွဲ့ရလည်းပဲကျွန်ုပ်ကိုနှောင်တရအောင်မလုံနိုင်ပါဘူးမပူပန်စေနိုင်ပါဘူးမတော်မေနာတပိတတိတဲ့ဟောဒီຫນွေကြိုးတန်လိုက်နဲ့ကျွန်ုပ်သေရတော့အဲ့ဒီသေခြင်းတရားကလည်းပဲကျွန်ုပ်ကိုနောင်တရအောင်မလုံနိုင်ပါဘူးမပူပန်စေနိုင်ပါဘူးတဲ့ဘုရားလောင်းပြောတဲ့စကားကသူຫນွေကြိုးတန်လိုက်နဲ့ဖြစ်ပြီးတော့သေကနီးဖြစ်နေပြီဒါပေမဲ့ဟောဒီຫນွေကြိုးဆိုတဲ့အနောင်ဖွဲ့တဲ့သေခြင်းတရားက
သူ့ကိုနောင်တရအောင်မလုပ်နိုင်ပါဘူးငါမှားပြီငါလုံးမိတာပါပြီဆိုတဲ့နောင်တတရားကျွန်ုပ်မရခဲ့ပါဘူးတဲ့ဘာဖြစ်လို့လဲဆိုတော့ဒုက္ခမာရိတံဒေတံယေတံရိဇမကာရယေနဲ့ဘုရားလောင်းပြောတဲ့စကားအကြောင်းပြတာဒီအောက်လက်ငယ်သားဖြစ်တဲ့မြောက်အပေါင်းကကျွန်ုပ်ကိုခေါင်းဆောင်ဖြစ်တဲ့မြောင်မင်းဖြစ်တဲ့တင်မြောက်တဲ့အချိန်မှာသူတို့ရဲ့စိတ်ထဲကဟောဒီမြောင်မင်းဟာငါတို့ဆင်းရဲဒုက္ခရောက်ခဲ့ရင်ငါတို့ရဲ့ဆင်းရဲဒုက္ခကိုကူညီဖြေရှင်းပေးနိုင်လိမ့်မယ်ငါတို့ကိုချမ်းသာရောက်အောင်ပို့ဆောင်နိုင်မယ်လို့ယုံကြည်ခြင်းနဲ့ကျွန်ုပ်ကိုခေါင်းဆောင်ဖြစ်နေတင်မြောက်ခဲ့ကြတာပါနောက်ပြီးတော့ကျွန်ုပ်ကလည်းပဲသင်တို့ဖြစ်ပေါ်လာတဲ့ဆင်းရဲဒုက္ခတွေကိုငါကူညီဖြေရှင်းပေးမယ်သင်တို့ဆင်းရဲတွင်ကနေပြီးတော့ကဲတင်ပြီးတော့ချမ်းသာအောင်ငါကူညီမယ်ဆိုတဲ့ဝန်ခံမှုမျိုးနဲ့ပဋိညာဉ်နဲ့ကျွန်ုပ်ဟာခေါင်းဆောင်ဖြစ်ကိုလက်ခံခဲ့တာပါတဲ့ယနေ့ဟောဒီမြောက်အပေါင်းကိုကျွန်ုပ်သေဘေးကနေပြီးတော့ကျွန်ုပ်လွတ်အောင်လုပ်ခဲ့ပြီးသူတို့ကိုအသက်ချမ်းသာအောင်လုပ်ပေးပြီးတော့ချမ်းသာခွင့်ရအောင်ဆောင်ရွက်နိုင်ခဲ့ပြီတဲ့အဲ့တော့သူတို့ပေးထားတဲ့ဂရိကျွန်ုပ်ကြေပွန်ခဲ့ပြီဒါကြောင့်ကျွန်ုပ်ကိုဟောဒီຫນွေကျိုးဆိုတဲ့နောင်ပွဲရလည်းပဲနောင်တတပံမပူပန်စေနိုင်ပါသေခြင်းတရားဆိုတဲ့သဘောတရားကလည်းကျွန်ုပ်နောင်တရအောင်မလုပ်နိုင်ပါကျွန်ုပ်အောက်လက်ငယ်သားတွေအတွက်အသက်ဆွမ်းပြီးတော့သူတို့ကိုကျွန်ုပ်အသက်ဘေးရကဲတင်ခွင့်ရခဲ့ပြီသူတို့ချမ်းသာအောင်ဆောင်ရွက်ခွင့်ရခဲ့ပြီဒါကြောင့်ကျွန်ုပ်နောင်တမရနိုင်တော့ပါဘူးတဲ့ဒါလေးဟာဘုန်းကြီးတို့သိကောင်းတဲ့စကားလေးကဲဒါလေးကိုအားလုံးလိုက်ဆိုလိုက်ကောင်းဆောင်တင်ရာစီစစ်ပါကျမ်းလာရှိပေသည်ကောင်းဆောင်တင်ရာစီစစ်ပါကျမ်းလာရှိပေသည်တာဝန်ယူလားမယူလားခွဲခြားသိရမည်တာဝန်ယူလားမယူလားခွဲခြားသိရမည်ဖះလောင်းတို့ရဲ့စကားကိုမြတ်စွာဘုရားကပြန်ဟောတာအဲ့တော့ဖះလောင်းမြောင်မင်းကကျွန်ုပ်ကိုသေခြင်းတရားကလည်းပဲနောင်တရအောင်မလုပ်နိုင်ပါဘူးဟောဒီအခါမှာချီထားတဲ့ຫນွေကြိုးကလည်းပဲငါမှားပြီလို့နောင်တတရားရအောင်မလုပ်နိုင်ပါဘူးဘာဖြစ်လို့လဲအောက်လက်ငယ်သားတွေကကျွန်ုပ်ကိုယုံကြည်မှုနဲ့ခေါင်းဆောင်ပြောက်ခဲ့တယ်ကျွန်ုပ်ကလည်းပဲသင်တို့ဒုက္ခရောက်ရင်ကူညီကယ်တင်မယ်ချမ်းသာခွင့်ရအောင်ဆောင်ရွက်ပေးမယ်ဆိုတဲ့ပဋိညာဉ်မျိုးပေးပြီးတော့သူတို့ရဲ့ခေါင်းဆောင်ဖြစ်ကိုလက်ခံခဲ့တယ်။ယနေ့ကျွန်ုပ်ဟာအဲ့ဒီပဋိညာဉ်အတိုင်းဆောင်ရွက်ခွင့်ရပြီသူတို့အသက်ဘေးရကယ်ခွင့်ရပြီကျွန်ုပ်အသက်သေးရင်သေပါစေကျွန်ုပ်သေတာအဓိကမဟုတ်ကျွန်ုပ်ပဋိညာဉ်အတိုင်းဆောင်ရွက်ခွင့်ရခဲ့တဲ့အတွက်ကျွန်ုပ်ကိုနောင်တတရားတွေကမနှိမ့်ဆက်စေနိုင်ပါဒါမျိုးလေးပြောခဲ့တာအဲ့တော့ဖះလောင်းဟာတရိษံဖြစ်ပေမဲ့တာဝန်ယူမှုရှိတယ်တဲ့တာဝန်ယူမှုရှိတဲ့ပုဂ္ဂိုလ်ဟာခေါင်းဆောင်ကောင်းပဲအဲ့တော့မိမိတို့အနေနဲ့လည်းပဲခေါင်းဆောင်ကောင်းတင်မြောက်မယ်ဆိုရင်ဒီပုဂ္ဂိုလ်ဟာတာဝန်ယူမှုရှိသလားမရှိဘူးလားပြဿနာဖြစ်လာရင်သူများကိုလွှဲချသလားကိုယ်တိုင်တာဝန်ယူဆောင်ရွက်ပေးသလားဒါတွေကခေါင်းဆောင်ကောင်းဖြစ်မဲ့ပုဂ္ဂိုလ်နဲ့ခေါင်းဆောင်ဉာဏ်ဖြစ်မဲ့ပုဂ္ဂိုလ်ရဲ့ကွဲပြားမှုပဲဒါကြောင့်ကိုယ်လုပ်ငန်းတစ်ခုဦးစီးဖို့ခေါင်းဆောင်ဖြစ်တဲ့တင်တော်မယ်ဆိုရင်တာဝန်ယူစိတ်တဲ့ရှိသလားတာဝန်ယူမှုစိတ်တဲ့မရှိရင်ခေါင်းဆောင်ကောင်းမဖြစ်နိုင်တာဝန်ယူမှုစိတ်တဲ့ရှိရင်ဖြစ်တယ်တဲ့တချို့ကကြတော့ပြဿနာတစ်ခုဖြစ်လာရင်အောက်လက်ငယ်သားတွေကိုမင်းတို့ကဒါကြောင့်ငါမပြောဘူးလားမင်းတို့ကချိုးမကြတာမိဘဖြစ်ရင်လည်းသာသမီပေါ်မှာလက်ညှိုးတွေထိုးဒါဆိုရင်ခေါင်းဆောင်ကောင်းမပြီးတော့ငါဗာမြတ်မှားသွားတဲ့ငါဗာမြတ်လုံမပေးမိလို့လေကိုကိုသုံးသက်နိုင်မှာခေါင်းဆောင်ကောင်းနဲ့ဒီလိုသဘောလေးကိုပြောပြပေးတာနောက်ဖះလောင်းကဆက်ပြောတယ်ဧတာတိဥပမာရာဇတန်သူနောဟိအရိန္ဒမရိညာတရတယောက်ကတာသေနတနိကမတသတဗ္ဗေတံဒုက္ခမိထဗံခတိယေနပဇာနာတာမင်းမြတ်တဲ့ခုပြောမဲ့ဥပမာကကျွန်ုပ်ကျင့်သုံးခဲ့တဲ့ကျင့်စဉ်ရဲ့ဥပမာဖြစ်ပါတယ်ဒါလေးကိုသိချာနားထောင်ပါဒါမျိုးလေးပြောပြီးတော့ရိညာတဗ္ဗေတံဒုက္ခမိထဗံတဲ့ခေါင်းဆောင်ဆိုတာကအထူးသဖြင့်လူဖြစ်လာရင်ရှင်ဘုရင်တွေတမတတွေဝန်ကြီးချုပ်ဆိုတဲ့နိုင်ငံခေါင်းဆောင်တွေက
အာလုံးသောပုဂ္ဂိုလ်ရဲ့အတွက်ချမ်းသာကိုရှာဖွေပေးနိုင်ရမယ်တဲ့ကောင်းဆောင်ဆိုတာချမ်းသာကိုပေးနိုင်ရမယ်တဲ့ပြောကြည့်ကောင်းဆောင်ဆိုတာဘာပေးနိုင်ရမယ်ချမ်းသာပေးနိုင်မှဘာကောင်းလို့ခေါ်လဲဒီလိုမှမဟုတ်ဘဲနဲ့ဒီပုဂ္ဂိုလ်တိုင်းပြည်အုပ်ချုပ်လိုက်တဲ့အတွက်တိုင်းပြည်ဆင်းရဲလိုက်တာကျူးကျူးပေါင်းညီးလိုက်တာစိတ်မကောင်းဖြစ်လိုက်တာဝမ်းနည်းလိုက်တာဒုက္ခရောက်လိုက်တာဒါဆိုရင်ကောင်းဆောင်ကောင်းမဟုတ်ဘူးဒီလိုပြောတာအဲ့တော့ဆိုလိုက်ဒုက္ခပေရှားဒုက္ခပွားကြိုးစားနိုင်စွမ်းရှိရမည်ဒုက္ခပေရှားဒုက္ခပွားကြိုးစားနိုင်စွမ်းရှိရမည်အဲ့တော့အောက်လက်ငယ်သားတွေဘသူတွေအတွက်လဲဆိုတော့ဧတာတိဥပမရာဇာတန်သူနောဤအရိန္ဓမရိညာရထတယောက်ကတာသေနတနိကမတသာတဗေတံဒုက္ခမိထဗံခတိယေနပဇာနာတာခေါင်းဆောင်ရှင်ဘုရင်တွေတမတာတွေဝန်ကြီးချုပ်တွေခေါင်းဆောင်ကောင်းတွေဆိုတာအလုံးအတွက်ချမ်းသာကိုရှာဖွေပေးနိုင်ရမယ်တဲ့ဆင်းရဲဒုက္ခကိုပယ်ရှားပေးနိုင်ရမယ်ဥပမာအဖြစ်ရထတတိုင်းသူပြည်သားတွေကိုအကတိမလိုက်စားပဲနဲ့အုပ်ချုပ်နိုင်ရမယ်ဒါကငါဆွေမျိုးစန္ဒာဂတိဒါကငါအပေါ်မှာကောင်းတဲ့သူစန္ဒာဂတိဒါမျိုးတွေနဲ့အကတိလိုက်စားမှုပိုးပြီးတော့အခွင့်အရေးမပေးနဲ့နောက်ဒေါသဂတိဒီကောင်ငါဘာပြောဘူးတဲ့ဒီကောင်ကငါနဲ့ဆွေမျိုးမှမတော်တာဒါမျိုးဒေါသအမုန်းတရားကိုရှေ့ထားပြီးတော့အကတိမလိုက်စားနဲ့မောဟဂတိဘာမှနားမလဲလို့သူများပြောရရောက်နေအောက်ကပြောတဲ့အတိုင်းလုပ်တယ်ကိုယ်ပိုင်စဉ်းစားဉာဏ်မရှိဘဲနဲ့လုပ်တဲ့မောဟဂတိဘယဂတိငါပြောလိုက်လို့ရှိရင်ငါဆုံးဖြတ်လိုက်ရင်ငါ့ကိုမုန်းမြန်သွားမလားငါယာတုအမြန်ဆင်းပေးရမလားငါ့ကိုတရွာလုံးအမြန်ကျင်သွားမလားအမှန်တရားကိုပြစ်ပယ်ပြီးတော့ကိုယာတုကြမှာကြောက်လို့ကိုမုန်းသွားမှာကြောက်လို့ဒီလိုကြောက်ချင်းကြောင့်မရောက်တဲ့မလုံတဲ့နာတွေကိုလှုပ်ချင်းဆိုတဲ့ဘယဂတိဒီအဂတိတရားတွေကိုရှောင်ကျင်ပါတဲ့တန်သူပြည်သားတွေနဲ့ဆက်ဆံတဲ့ကအဂတိ၄ပါးကင်းရမယ်ဒီလိုပြောတာနောက်တစ်ခါပါလဲဆိုတော့အဂတိ၄ပါးကင်းပြီးတော့သင်္ခါတရား၄ပါးနဲ့ညီဆောင်ရွက်နိုင်ရတယ်သင်္ခါတရား၄ပါးဆိုတာဒါနပေးစရာရှိရင်ပေးပါတဲ့မနှမျောနဲ့ပေးရဝိဇ္ဇစကားပြောတဲ့အခါမှာချိုးချိုးသားသားပြောပါဆဲတယ်လို့နဘေးပြလိုက်တယ်လို့မှန်တော့မှန်ပါရဲ့ဆဲတယ်လို့ပိတ်တလေးနဲ့နဘေးထူလိုက်တယ်လို့ဒါမျိုးမပြောပါနဲ့နောက်ပြီးတော့အထာစရိယသူတို့အကျိုးကိုငါဘယ်လိုများပြောရမလဲဘယ်လိုကျင့်ရမလဲသူတို့လိုက်နာကျင့်သုံးခြင်းအောင်ငါဘယ်လိုလုပ်ပေးရမလဲဒါမျိုးလေးကျင့်ပေးပါတမနတတာတဲ့ကိုချင်းစာပြီးတော့သူတို့ကိုဓာန်တူကြီးတူဆက်ဆံပါခွက်ချမဆက်ဆံပါနဲ့အမျိုးကြတစ်မျိုးအမျိုးမတော်ရင်တစ်မျိုးအရည်ချင်းရှိနေပါလေနဲ့ခွက်ချဆက်ဆံတာမျိုးမလုပ်ပါနဲ့ဓာန်တူထားပါဒီလိုသင်္ကာတရား၄ပါးနဲ့တိုင်းသူပြည်သားတွေပေါ်မှာကျင့်သုံးပါတဲ့ဒါဆိုလို့ရှိရင်တော့ဖြင့်ဒီပုဂ္ဂိုလ်ဟာခေါင်းဆောင်ကောင်းဖြစ်နိုင်ပါတယ်တဲ့ခေါင်းဆောင်ကောင်းဟာအဂတိမလိုက်စားရဘူးသင်္ကာတရား၄ပါးနဲ့အညီမြတ်တတချီးမြှောက်ဆက်ဆံနိုင်ရတယ်တဲ့အဲ့တော့တိုင်းသူပြည်သားပေါ်ရင်လားဘယ်ဟုတ်ပါမလဲကျွဲတွေနွားတွေစားတဲ့တိရစ္ဆာန်တွေပေါ်မှာလည်းပဲသူတို့စားစရာရှိအောင်တနည်းနည်းဖြင့်ဆောင်ရွက်ပေးပါဘာဖြစ်လို့လဲနွားတွေကျွဲတွေဆိုတာလည်းပဲပြည်သူလူထုရဲ့ကျေးဇူးရှင်တွေတိုင်းပြည်ရဲ့ကျေးဇူးရှင်တွေသူတို့အတွက်အစားတောက်ပြေလေအောင်ဒါမျိုးတွေလုပ်ပြီးတိုင်းပြည်ထဲမှာလှည့်လိုက်လို့ရှိရင်ပစ္စည်းဆင်းရဲရင်ဆင်းရဲမယ်စိတ်ကချမ်းသာလိုက်တာမိသားစုနဲ့ပြောပါကလေးလေးတွေရင်ဝင်နဲ့ထဲပြီးတော့ပျော်ရွှင်တဲ့မျက်နှာလေးတွေနဲ့ဒီလိုနေအောင်တတ်နိုင်တယ်များချမ်းသာကိုဆောင်ရွက်ပေးပါဒါဟာကောင်းဆောင်ကောင်းရဲ့လက္ခဏာနောက်ပြီးတော့စစ်တပ်မှာလည်းပဲတက်နိုင်တယ်များပြည်စုံအောင်လုပ်ပေးစစ်တပ်ကလာစာရိတ်ခါမလောက်လို့ပြည်သူလူထုကိုညှင်းဆဲတယ်ဒါမျိုးတွေမဖြစ်စေနဲ့စစ်တပ်ကိုလည်းချမ်းသာမှုဆောင်ရွက်ပေးနိုင်စွမ်းရှိရမယ်နိဂမတတောသူတောင်သားတွေလည်းပဲပြစ်မထားနဲ့သူတို့လည်းပဲလူတွေကလူပဲလူအဆင့်တန်းရှိအောင်တက်နိုင်တယ်များဘဝကိုမြင့်တင်ပေးနိုင်ရမယ်တဲ့ဒီတော့တိုင်းသားပြည်သူတွေကျွဲနွားစားတဲ့တိရစ္ဆာန်တွေစစ်တပ်တွေတောသူတောင်သားတွေအားလုံးအတွက်ချမ်းသာကိုရှာဖွေပေးနိုင်ရင်အဲ့ဒါကောင်းဆောင်ကောင်းတဲ့ဘုရားလောင်းကကျွန်ုပ်လုပ်ခဲ့တဲ့ပြုမှုတွေကျင့်စဉ်တွေဟာဒါဥပမာတွေပါပဲလို့ပြောပြတာ
ဖះလောင်းကအောက်လက်ငယ်သားတွေအတွက်ကိုယ့်အသက်ကိုစွန့်ဖို့ဝန်မလေးတဲ့ခေါင်းဆောင်ဖြစ်ခဲ့တယ်ကဲပြန်ဆိုလိုက်တာဝန်ယူလားမယူလားခွဲခြားသိရမည်ဒုက္ခပေရှားဒုက္ခဘွားကြိုးစားနိုင်စွမ်းရှိရမည်နောက်တစ်ချက်ကခတ္တိယေနပဇာနာတာခေါင်းဆောင်ဆိုတာသူများတဲ့ခေါင်းတစ်လုံးပုံမြင်ရမယ်ခေါင်းတစ်လုံးပုံမြင်ရမယ်ဆိုတော့ဉာဏ်ကြီးရမယ်ပြောတာရက်ရှိရမယ်ပြောတာမဟုတ်အဲ့တော့သူများတဲ့ဉာဏ်ပညာကြီးရမယ်တဲ့သူများတဲ့ဘာကြီးရမယ်ဘုန်းကြီးတို့ဉာဏ်ပညာကြီးဖို့ဆိုတာဒီတိုင်းနေရမှာလားစာဖတ်ရမှာလားစာဖတ်ရမှာတန်းပညာပွဲမရရင်နေပေးစီဉာဏ်ပညာကြီးဖို့အသိပညာရှိဖို့စာပေတွေကိုလေ့လာဖတ်တရားတွေကိုနာမှန်မှန်စဉ်းစားဝေဖန်ဒါဆိုလို့ရှိရင်သူများတဲ့ခေါင်းတစ်လုံးသားတဲ့ပုဂ္ဂိုလ်ဖြစ်တယ်ခေါင်းဆောင်ကသူများပြောတိုင်းယုံနေတယ်ဆိုရင်ခေါင်းဆောင်ကောင်းမဖြစ်နိုင်ဘူးတဲ့ဒါကြောင့်စာဖတ်ဖို့မလိုဘူးလားလိုလားလိုတယ်စာမဖတ်တဲ့ပုဂ္ဂိုလ်ကယောက်ျားပဲဖြစ်ဖြစ်မိန်းမပဲဖြစ်ဖြစ်သူများတဲ့တနေ့တခြားနှိမ့်နေသွားတာစာဖတ်အားကောင်းလို့ရှိရင်သူပညာပွဲတွေမရလည်းပဲခေါင်းဆောင်ဖြစ်လာတာဒါစာဖတ်ဖို့အရေးကြီးတဲ့အကြောင်းကိုပြောပြတာဒါကြောင့်မို့ခေါင်းဆောင်ဆိုတာတဲ့ခတ္တိယေနပဇာနာတာအသိဉာဏ်ပညာသူများတဲ့ကြည်မြင်ရမယ်တဲ့ဒါဖះလောင်းကရှင်ပြန်ကိုသူ့ရဲ့လုပ်ရက်တွေကိုဥပမာထားပြီးတော့ဆုံးမနေတယ်ကဲဆိုလိုက်ခွဲခြားဝေဖန်အသိဉာဏ်ဧကံပြေဝရပေမည်ခွဲခြားဝေဖန်အသိဉာဏ်ဧကံပြေဝရပေမည်အဲ့တော့ဖះလောင်းကနေပြီးတော့ရှင်အာနန္ဒာလောင်းရှင်ဘုရင်ကိုဆုံးမနေတာသူ့ရဲ့ကိုကြင့်ကြံခဲ့တဲ့အကျင့်တွေကိုဥပမာပေးပြီးတော့ဆုံးမနေတာခေါင်းဆောင်ဆိုတာတာဝန်ယူတတ်တဲ့စိတ်တွေရှိရမယ်တပြဿနာတစ်ခုဖြစ်လာရင်မင်းတို့ကဘလို့ကြောင့်ညာလို့ကြောင့်အောက်လက်ငယ်သားတွေကိုလွှဲချမှုစိတ်တဲ့กินရမယ်ကိုကနေပြီးတော့အကောင်းဆုံးဖြည့်ရှင်ပေးနိုင်ရမယ်တဲ့ဒါမှခေါင်းဆောင်ကောင်းနောက်ပြီးတော့အာလုံးအတွက်ဆင်းရဲဒုက္ခတွေကိုနည်းနိုင်သမျှနည်းအောင်ချမ်းသာသမျှချမ်းသာတဲ့ချမ်းသာလာအောင်ကိုယ်ရောစိတ်ရောပြတ်တတ်မှုရှိအောင်ချမ်းသာအောင်ဆောင်ရွက်ပေးနိုင်စွမ်းရှိရမယ်နံပါတ်3ကဉာဏ်ပညာကြီးရမယ်တဲ့ဒီလိုဆောင်ရွက်နိုင်ဖို့အတွက်စာပေကိုလေ့လာတဲ့တရားနာတဲ့စဉ်းစားဝေဖန်သုံးသပ်တဲ့ဒီလိုလေ့လာရရှိရမယ်ဒါမှခေါင်းဆောင်ကောင်းတဲ့ခုလည်းပဲမောင်ကျော်သူလင်းတို့မောင်စီသူအောင်တို့ကိုမိဘတွေဦးကြီးဦးလေးတော်ကြီးတော်လေးမိဘတွေကခေါင်းဆောင်ကောင်းဖြစ်စေခြင်းပါတယ်ဆိုရင်ဒီလိုအချက်လက်၃ချက်ကိုငယ်ငယ်လေးကလေ့ကျင့်ပေးနိုင်ရတယ်သူတို့ကိုယ်တိုင်လည်းပဲမောင်ကျော်သူလင်းတို့ဆိုရင်လေပွဲရပြီးပြီအလုပ်တွေလည်းပဲလုပ်နေပြီခေါင်းဆောင်ကောင်းဖြစ်ခြင်းပါတယ်ဆိုရင်ဒီအချက်၃ချက်ကိုအလေးနဲ့ထားနိုင်ခေါင်းဆောင်ကောင်းဖြစ်သွားတယ်ဒါမဟာကပိဇတ်တော်မှာလာတဲ့ခေါင်းဆောင်ကောင်းစွမ်းရည်တဲ့ကဲဆိုလိုက်မဟာကပိဇတ်တော်ရှိမတိခေါင်းဆောင်ကောင်းစွမ်းရည်မဟာကပိဇတ်တော်ရှိမတိခေါင်းဆောင်ကောင်းစွမ်းရည်ဒါမဟာကပိဇတ်တော်မှာလာတဲ့ခေါင်းဆောင်ကောင်းနေရဲ့စွမ်းရည်တဲ့ဖះလောင်းကလည်းပဲဒီလိုပဲအောက်လက်ငယ်သားတွေအတွက်တာဝန်ယူတယ်အောက်လက်ငယ်သားတွေချမ်းသာဖို့ကိုယ်အသက်ကိုစွန့်ပြီးတော့လုပ်ခဲ့တယ်ဉာဏ်ပညာအပြင်လည်းပဲကြီးမားတယ်ဒါကြောင့်ဖះလောင်းကခေါင်းဆောင်ကောင်းဖြစ်သွားခဲ့တာအဲ့တော့ဒီလိုဆုံးမဩဝါဒပေးရင်းနဲ့ပဲဖះလောင်းကအသက်ကုန်သွားခဲ့ပါတယ်သေသွားခဲ့ပါတယ်ဒီတော့ရှင်အာနန္ဒာလောင်းကဖះလောင်းပေါ်မှာငကိုတည်းကအပြုမှုတွေကြည်ပြီးတော့ကြီးညိုတဲ့အချိန်မှာအဆုံးမဩဝါဒတွေကလည်းပဲဘသူနဲ့မှမတူအောင်ကောင်းမွန်တော့သိမြတ်နိုးပြီးတော့ဖះလောင်းမြောင်မင်းရဲ့ခန္ဓာကိုယ်ကိုရှင်ပြန်တပါးကိုမိတကြိုတလို့ပဲမောင်မမိတ်တန်ဒီအမက်ကြီးတွေကိုဦးစီးပြီးတော့မိတကြိုခိုင်းတယ်ဖះလောင်းရဲ့ဥကောင်းပုံကိုရွှေချပြီးတော့နောက်ဆုံးဇေဒီတဆူတဲပြီးတော့ဘုန်းကြီးတို့အသက်ထက်ဆုံးကိုသူတသက်တာကာလပတ်လုံးဖះလောင်းရဲ့ဆုံးမတွေကိုလိုက်နာကျင့်သုံးပြီးတော့ဇေဒီတော်ကိုပန်းနေမီးတွေစီမီးတွေနဲ့ပူဇော်သွားတယ်တဲ့တည်တဲ့အခါမှာရှင်ပြန်တဲ့လက်ပြည်ရောက်သွားခဲ့ရပါတယ်အဲ့တော့ဒီနေရာမှာကောက်ချက်ချရမှာကဖ
ခေါင်းဆောင်ကောင်းတွေရဲ့ဆုံးမစကားတရိစ္ဆာန်ဖြစ်နေတဲ့ဖရာလောင်းရဲ့စကားတောင်မှလူထဲမှာအမြင့်မြတ်ဆုံးဖြစ်တဲ့ရှင်ဘုရင်ဖြစ်တဲ့ရှင်အာနန္ဒာလောင်းကတသက်တာကာလပတ်လုံးလိုက်နာကျင့်သုံးသွားတယ်ဆိုတော့ဘသူစကားမဆိုပေါ့သူကလူမျိုးကြားရဲ့စကားသူကဘာသာခြားရဲ့စကားဒါမျိုးတွေခွဲခြားဖို့မလိုပါဘူးနံပါတ်1မှန်ကန်မှုရှိရမယ်နံပါတ်2အကျိုးရှိရမယ်အဲ့တော့မှန်ကန်မှုနဲ့အကျိုးရှိမှုနှစ်ခုပြည့်စုံတဲ့စကားဆိုရင်ဘုန်းကြီးတို့သူတော်ကောင်းတွေရှင်အာနန္ဒာလောင်းရှင်ဘုရင်ကတရိစ္ဆာန်ရဲ့စကားတောင်နာယူပြီးတော့တရိစ္ဆာန်ကိုရှင်ဘုရင်ရဲ့မိတကြိုနီးနဲ့နောက်ဆုံးမိတကြိုပြီးတော့ဇေရီတီးပြီးတော့အသက်တဆုံးကိုးကွယ်ပြီးတော့ဆုံးမဩဝါဒတွေလိုက်နာခဲ့တယ်ဒါကြောင့်မို့ဘသူစကားဆိုတာတဲ့ပုဂ္ဂိုလ်ကိုသွားမကြည့်နဲ့ဒီစကားဟာမှန်သလားကျိုးရှိသလားမှန်တယ်ကျိုးရှိတယ်ဆိုရင်ကိုလက်အောင်ငယ်သားစကားလဲနားထောင်ကိုရဲ့ဇနီးစကားလဲမိန်းမစကားလဲနားထောင်ခင်ပွန်းစကားယောက်ျားစကားလဲနားထောင်ဘသူစကားမဆိုနောက်ဆုံးတောင်းစားတဲ့ပုဂ္ဂိုလ်ဖြစ်ပေစီမှန်တယ်ကျိုးရှိတယ်ဆိုရင်နာခံတတ်တဲ့အလေလေးတွေလိုအပ်ပါမယ်ဒါမှကောင်းဆောင်ကောင်းဖြစ်နိုင်တယ်ခုရှင်အာနန္ဒာတရိစ္ဆာန်ဖြစ်တဲ့ဖရာလောင်းမြောင်မင်းရဲ့စကားကိုနာယူခဲ့တဲ့ဖရာလောင်းကိုမိတကြိုပြီးတော့ဇေရီတီကိုးကွယ်ပြီးတော့ဆုံးမစကားတွေတက်တလုံးလိုက်နာကျင့်သုံးခဲ့ပါတယ်ဒါဟာဘုန်းကြီးဟောခြင်းနဲ့မြင့်မြတ်သူတို့ဤလုံရက်ဘသူတို့ရဲ့လုံရက်လေစာသင်ပေတဲ့နဲ့ခန့်ကန့်ညာညာပြောရင်ပါရမီမြောက်တဲ့ကုသိုလ်ဗာမြောက်တဲ့ကုသိုလ်ခုဖရာလောင်းကိုကြည့်ရင်အောက်လက်ငယ်သားတွေအတွက်အသက်ဆွန့်ပြီးတော့ကာကွယ်တယ်ဆိုတာကိုကျိုးအတွက်လားလက်အောက်ငယ်သားတွေအတွက်လားဒီတော့အများကောင်းစားရေးအတွက်ဆိုတဲ့စံချိန်နဲ့မညီဘူးလားညီလားဒါဆိုရင်ဗာမြောက်တဲ့ကုသိုလ်ဖြစ်မလဲဘသူတို့ဤလုံရဲ့ဖြစ်လေမြင့်မြတ်သူတို့ဤလုံရဲ့ဆိုတာဒါမျိုးအဲ့တော့တာဝန်ယူတယ်ဆိုတာလည်းပဲဘသူမှခိုင်းလို့မဟုတ်ဘူးအဲ့တော့အောက်လက်ငယ်သားတွေကကိုယ့်ကိုခေါင်းဆောင်မြောက်တယ်ဆိုတာကိုယ့်ကိုယုံကြည်လို့ငါတို့အတွက်ကူညီနိုင်မယ်အခက်အခဲကိုကယ်တင်နိုင်မယ်ငါတို့ချမ်းသာအောင်ဆောင်ရွက်ပေးနိုင်မယ်ဆိုပြီးခေါင်းဆောင်ဖြစ်တင်မြောက်ခဲ့တာကိုယ်ကလည်းပဲခေါင်းဆောင်ဖြစ်ယူစဉ်ကလေးကငါချမ်းသာတာနဲ့စိတ်နဲ့နေမယ်ဒီစိတ်နဲ့မယူအောင်သူတို့ဒုက္ခရောက်ရင်ငါကူညီမယ်ကယ်တင်မယ်ဒီစိတ်နဲ့တာဝန်ယူခဲ့အဲ့တော့တာဝန်ယူတဲ့စိတ်နဲ့တာဝန်ယူပြီးတော့တာဝန်ကြည်အောင်လုပ်ပေးတာဒါတွေကမြင့်မြတ်သူတို့ကြီးလုံရဲ့တဲ့ယနေ့ခေတ်မှာလည်းပဲမနေ့ကရွေးကောက်ပွဲပြီးသွားပြီဒါကိုဘုန်းကြီးဟောခဲ့တာတော့2ကြိမ်လောက်ရှိခဲ့ပါပြီဒီနေ့ပြန်ပြီးတော့မနေ့ကရွေးကောက်ပွဲနဲ့ဆက်ပြီးတော့ဒီတရားကိုပြန်ဟောပေးတာဒါဘုန်းကြီးကဘသူထဲဘသူမထဲနဲ့ဒါတွေကိုပြောတာလည်းမဟုတ်ဘူးဒါစာပေမှာလာတဲ့ဘုရားရှင်ရဲ့အလောင်းတော်ရဲ့ပြောတဲ့စကားလေးတွေကိုယူပြီးတော့မြင့်မြတ်သူတို့ကြီးလှုပ်ရဲဆိုတာဒါကိုခေါ်တယ်ပါရမီမြောက်တဲ့ကုသိုလ်ဆိုတာဒီလိုစိတ်တဲ့မျိုးနဲ့လှုပ်တာခေါ်တယ်လို့သိစေခြင်းလို့ဒါတွေကဘုန်းကြီးတို့ကိုယ်တိုင်လည်းတက်နိုင်တယ်များကျင့်ပါတယ်ဘုန်းကြီးတို့တန်ဃာတွေလာပြီးတော့အပ်တယ်ဆိုတာဒီကြောင်မှထားရင်ငါတို့ရဲ့တပည့်ငါတို့ရဲ့သားလေးတို့ပညာတတ်မဲ့စိတ်တဲ့မြင့်မဲ့ဒီလိုယုံကြည်မှုနဲ့အပ်တာဒီတော့ဘုန်းကြီးတို့ကလည်းပဲသူတို့ယုံကြည်မှုကိုလက်ခံပြီးတော့ငါစီနေလို့ရှိရင်ငါတက်နိုင်တယ်မြပညာတတ်အောင်လုပ်ပေးနိုင်မယ်စိတ်ဓာတ်တွေမြင်လာမယ်စိတ်ဓာတ်တွေပြုပြင်ပေးနိုင်မယ်ဒီလိုခံယူချက်နဲ့လက်ခံခဲ့တာဒါကိုတာဝန်ယူပြီးတော့လုပ်ပေးနိုင်ဘုန်းကြီးတို့လည်းခေါင်းဆောင်ကောင်းတိုင်းတာတစ်ခုတည်းဖြစ်သွားနိုင်တာပါရမီကုသိုလ်လုပ်ငန်းတွေဖြစ်သွားနိုင်တာဒီလိုပဲမိမိတို့လည်းပဲမိမိတို့လုပ်ငန်းမှာဒီလိုတာဝန်ယူမှုနဲ့လုပ်ပါလို့ပြောကြရင်ဘုန်းကြီးရဲ့တရားကိုညီကုန်းချုပ်ပါတယ်ဒါကြောင့်ဒီမြင့်မြတ်သူတို့ဤလုံရက်လို့ခေါ်တဲ့ပါရမီရောက်တဲ့ကုသိုလ်ဆိုတဲ့တရားကိုနာယူပြီးတော့တရားတော်နဲ့အညီကျင့်ကြံကြိုးကုပ်အားထုတ်နိုင်ကြပါစေကျင့်ကြံကြိုးကုပ်အားထုတ်ပြီးတော့ပါရမီကုသိုလ်တွေရင်းတန်ပြေဝကမဉ္ဇဉ်ပုညံဖြင့်နိဗ္ဗာန်ချမ်းသာမြတ်ကိုကိုစီကိုငါလင်းမြန်စွာမျက်မှောက်ပြုနိုင်ကြပါစေကုန်သတည်း